ရက်လိုက်စမ်းအဲ့ဒီအတီးကငါဆရာကြီးမျက်စိကျထားတာနော်ခိုးစားရဲရင်အရိုက်ခံရမယ်သူမရဲ့ရှိမှာတော့လူတစ်ယောက်ကတုံတုံရင်ရင်နဲ့တောင်းပန်နေရှာပါတယ်ဆရာကြီးထန်ထန်အသက်ချမ်းသာပေးပါဗျာကျွန်တော်အနက်ပဲနန်းကြည့်တာပါဗျာထိုစင်မှာပဲထန်ထန်ရဲ့မိမိကရောက်လာပြီးထန်ထန်ကိုပွေ့ချီကအိမ်ပြန်ဖို့လုပ်ပါတော့တယ်မိမိလွတ်ပါအောင်သမီးပြန်သွားပြီးဆရာကြီးလုပ်ဦးမလို့ထန်ထန်ကရုန်းကန်ရင်အော်ပြောပေမဲ့မိမိကတော့မလျှော့ပါဘူးနင့်သဘောနဲ့နေလုပ်လို့မရဘူးနင့်အဖေစီသွားရှာတော့ထန်ထန်တယောက်နှုတ်ခမ်းလေးစုပြီးမိမိဆိုကြီးစောင့်နေလိုက်သမီးပြန်လာခဲ့မယ်ဟုတ်လို့ရန်တွေ့ရင်အဖေကိုရှာဖို့ထွက်လာခဲ့ပါတော့တယ်လမ်းမှာထန်ထန်တယောက်ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်အမွှေးဖွေးနဲ့ချစ်စရာကောင်းတဲ့မြောက်ဖြူလေးတစ်ကောင်ကိုလူဆိုးတစ်ယောက်ကဖမ်းဖို့ကြိုးစားနေတာပါဟေ့ဒီကောင်လေးအမွှေးရောင်လေးကမစိုးဘူးငါနဲ့လိုက်ခဲ့စုပြုတ်လို့တော့မယ်လို့လူဆိုးကပြောနေစင်မှာပဲထန်ထန်ကကြားကနေဝင်ပါလိုက်ပါတယ်ဟဲ့ဘဲကကလေးလေးဖဲဆန်းလို့လူဆိုးကအော်လိုက်ပေမဲ့ထန်ထန်ကတော့ကြောက်ရွံ့ခြင်းမရှိပဲရင်ဆိုင်လိုက်ပါတယ်နင်သာဖဲဆန်းငါလူကိုနင်ကအနိုင်ကျင့်ရဲတယ်ပေါ့ငါဆရာကြီးကိုမေးပြီးပြီလားထန်ထန်ရဲ့တတိနဲ့စွမ်းရည်ကြောင့်လူဆိုးကြီးဟာမရှုမလရှုံးနေပြီးထွက်ပြေးသွားရပါတော့တယ်ထန်ထန်ကကြောက်လန့်နေတဲ့မြောက်ဖြူလေးကိုချုံမောလိုက်ပါတယ်မကြောက်နဲ့တော့နော်လူဆိုးကြီးပြေးသွားပြီးနင့်နာမည်ကဘယ်သူလဲဝိုင်းဝိုင်းလေးဆိုတော့နင့်ကိုရွံလို့ပဲခေါ်မယ်ထန်ထန်ဟာမြောက်ဖြူလေးရွံကိုပွေ့ချီပြီးသူမရဲ့အဖေရှိရာကိုခေါ်ဆောင်သွားပါတယ်နောက်ဆုံးငါနောက်လိုက်ခဲ့ငါမင်းကိုစောင့်ရှောက်မယ်လားရွံငါတို့အဖေကိုသွားရှာရအောင်အဖေနဲ့တွေ့ရင်ငါတို့ကိုအကောင်းဆုံးတွေချက်ကျွေးခိုင်းမယ်လမ်းလျှောက်ရင်ထန်ထန်ကသူမရဲ့အဖေเจ้าကိုရွံကိုရှင်းပြနေပါတယ်အဖေကဘလို့ပုံစံလဲဆိုတော့အိမ်တလုံးလောက်မြင့်မလားမဟုတ်သေးဘူးအိမ်ထက်တောင်ပုံမြင့်ဦးမှာငါအဖေကကဘာပေါ်မှာအတော်ဆုံးပဲထန်ထန်နဲ့ရွံတို့တငယ်ချင်းအတင်းနှစ်ယောက်ဟာအဖေစီကိုပျော်ပျော်ပါပါဥတီသွားနေကြပါတော့တယ်ခန့်ညားထဲဝါလာတဲ့ဂိုင်းတကားဝကိုရောက်တဲ့အခါမှာတော့စောင့်ကြက်နေတဲ့တပည့်တွေကထန်ထန်တို့ကိုတားဆီးလိုက်ပါတယ်ဘဲကမြောက်ပေါက်လေးလဲအမြန်ထွက်သွားစမ်းဒါကရွှန်ထန်းကျုံဂိုင်းရဲ့တကားဝပဲကျူးကျော်လို့မရဘူးထန်ထန်ကတော့မကြောက်မရွံ့ပဲပြန်ပြောလိုက်ပါတယ်ငါကအဖေလာရှာတာလေးစကားမရှောင်နဲ့အမြန်သွားလို့ဂိုင်းဆောင်ကငေါက်လိုက်တဲ့အခါထန်ထန်ကမျက်ခုံးလေးတွန့်ပြီးရန်တွေ့ပါတော့တယ်နင်ကဘသူလဲအတန်ကတအားကျဲတာပဲငါရွံလေးလန့်သွားပြီဒီလားထိုစင်မှာပဲဂိုင်းတွင်းကအရှိန်ဝါကြီးမားလာတဲ့ပုဂ္ဂိုလ်တဦးဖြစ်သူစုမော့ရွံရောက်လာပြီးထန်ထန်စီမှာရှိတဲ့ကြောက်စိမ့်ပြကိုမြင်သွားပါတယ်အရှိန်ဝါကြီးမားလာတဲ့ပုဂ္ဂိုလ်တဦးဖြစ်သူစုမော့ရွံရောက်လာပြီးထန်ထန်စီမှာရှိတဲ့ကြောက်စိမ့်ပြကိုမြင်သွားပါတယ်ဒီကြောက်စိမ့်ပြကိုမင်းဘဲကရတာလဲလို့သူကတင်းငိမ့်စွာမေးလိုက်ပါတယ်ထန်ထန်ကကြောက်စိမ့်ပြကိုဖွဲ့ရင်မေမေပေးတာလေးပါလဲနင်ကလူချင်လို့လားနင်ကလူဆိုးပဲငါမေမေပစ္စည်းကိုလူချင်နေတာလို့ဆွဆွဲလိုက်ပါတယ်စုမော့ရွံကခဏတာစဉ်းစားပြီးနောက်ဒီကလေးကိုပြစ်ဒဏ်စီရင်ရေးခမ်းမှာပဲပြစ်ဒဏ်ထိမ့်သိမ်းထားမယ်လို့အမိန့်ပေးလိုက်ပါတယ်ဘေးကလူတွေကအရှင်ဒါကလှုပ်ထုံးလုံနည်းနဲ့မညီပါဘူးလို့တားကြပေမဲ့သူကတော့ပြတ်သားပါတယ်ငါစကားကလှုပ်ထုံးလုံနည်းပဲကလေးလိုက်ခဲ့စုမော့ရွံရဲ့နောက်ကိုလိုက်သွားရင်ထန်ထန်ရဲ့ဆက်စုတန်လေးတွေကတိတ်ဆိတ်တဲ့ဂိုင်းတော်ကြီးထဲမှာပြန့်လွင့်နေပါတယ်ဟေ့လူကောင်ကြီးငါတို့ကိုဘယ်ခေါ်သွားမလို့လဲအချင်းချမလို့လားငါကတအားတော်တာနော်ဖြည်းဖြည်းလျှောက်ပါငါခြေထောက်ကတူတူလေးရဲ့ဂိုင်းထဲကထူးဆန်းတဲ့မြင်ကွင်းတွေကိုမြင်တော့လဲထန်ထန်ကရင်ခုန်လို့နေပါတယ်ဝါဒီအိမ်တွေကတအားမြင်တာပဲရွံဟိုမှာကြည့်ဟိုတောင်ကြီးကပြန်နေတာနော်စုမော့ရွံကဘာမှပြန်မပြောပဲရှောက်နေတာကြောင့်ထန်ထန်ကထပ်မေးပြန်ပါတယ်လူကောင်ကြီးနင့်နာမည်ကဘသူလဲငါမေးနေတယ်လေမေမေကပြောတယ်သူများမေးတာပြန်မဖြေရင်ရိုင်းနေတဲ့နောက်ဆုံးမှာတော့သူကတူတူတုတ်တုတ်ပြန်ဖြေလိုက်ပါတယ်စုမော့ရွံထန်ထန်ကပြုံးလိုက်ပြီးစုမော့ရွံနာမည်လေးကနားထောင်ကောင်းသားပဲဒါဆိုငါနင့်ကိုဦးလေးစုလို့ခေါ်မယ်ဟုအပိုင်းတွက်ပြီးပြောလိုက်ပါတော့တယ်ထန်ထန်ကခမ်းမကြီးတဲ့ကိုလှက်ပက်ကြည့်ရင်စုမော့ရွံကိုတွတ်မေးခွန်းထုတ်နေပါတယ်ဦးလေးစုဒီမှာရွှန်ချမ်းကျုံဂိုင်းလားဦးလေးကဒီမှာဆရာကြီးလားသူမရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့အဖေဖြစ်သူအကြောင်းကိုလည်းမမေ့မလျော့ပဲကြွားလုံးထုတ်လိုက်ပါသေးတယ်ငါအဖေကိုတွေ့ဘူးလားငါအဖေကဒီမှာရှိနိုင်တယ်တော့မေမေကပြောတယ်ငါအဖေကအတော့ကိုစွမ်းတဲ့သူရဲ့ကောင်းကြီးတဲ့တအားလဲအရက်ရှိတယ်တဲ့စုမော့ရွံကတော့တင်းငင်လုံးနဲ့မျက်နှာထားနဲ့မသိဘူးလို့သာတူတူတုတ်တုတ်ပြန်ဖြေပါတယ်မသိရင်လဲနေပေါ့ငါဘာသာငါရှာမယ်ဦးလေးစုငါကိုကူရှာပေးမလားဦးလေးကဒီမှာအာနာရှိတဲ့ပုံပဲဟုထန်ထန်ကမျက်နှာချိုသွေးလိုက်ပြန်ပါတယ်ရှောက်မလုံးနဲ့ဒီမှာပဲစောင့်နေရှောက်မသွားနဲ့လို့စုမော့ရွံကတတိပေးတဲ့အခါမှာတော့ထန်ထန်ကဘိုက်ကလေးကိုပို့ရင်ဒီမှာမုံတွေမရှိဘူးလားငါဘိုက်စာပြီးဟုပူစာပါတော့တယ်ထိုတတိပေးတဲ့အခါမှာတော့ထန်ထန်ကဘိုက်ကလေးကိုပို့ရင်ဒီမှာမုံတွေမရှိဘူးလားငါဘိုက်စာပြီးဟုပူစာပါတော့တယ်ထိုအချိန်မှာပဲဂိုင်းရဲ့စီကန်ကြီးလုံးနဲ့အကြီးကဲစီတူကဒေါသကြီးရောက်လာပါတယ်ဦးလေးစုမင်းပါလို့အမီမသိကလေးတယောက်ကိုဂိုင်းနဲ့ခေါ်လာတာလဲဒါကစီကန်နဲ့မညီဘူးချက်ချင်းနှင်ထုတ်ရမယ်လို့အော်ဟစ်လိုက်ပါတယ်ထန်ထန်ကတော့အဖိုးကြီးစီတူကိုမကြောက်တဲ့အပြင်ခါထောက်ပြီးပြန်អော်ပါတော့တယ်ဟေ့မုတ်စိတ်ဖြူအဖိုးကြီးဘာလို့អော်နေတာလဲဦးလေးစုကငါအဖေကိုကူရှာပေးမယ်လို့ဂရီပေးထားပြီးသားအဖိုးကြီးနဲ့မဆိုင်ဘူးဒီလိုကလေးမလေးကဒီမှာစကားပြောခွင့်မရှိဘူးလို့အကြီးကဲစီတူကဒေါသတကြီးတုတ်ပြန်ပေးမယ်စုမော့ရွံကကြားကနေဝင်ပြီးကာကွယ်ပေးလိုက်ပါတယ်ဒီကလေးကိုငါကိုယ်တိုင်စောင့်ရှောက်မယ်စီတူအကြီးကဲပြန်နိုင်ပါပြီစုမော့ရွံရဲ့တက်သားတဲ့အမိန့်ကြောင့်အကြီးကဲစီတူဟာဘာမှဆက်မပြောနိုင်ပဲဒေါသတကြီးနဲ့ထွက်ခွာသွားရပါတော့တယ်ထန်ထန်ကတော့အောင်းနိုင်သူတယောက်လိုအဖိုးကြီးစီတူရဲ့ကြောပြင်ကိုကြည့်ပြီးရှာလေးထုတ်ကပြောင်ပြနေပါတယ်ခမ်းမထဲမှာထန်ထန်နဲ့စုမော့ရွံတို့နှစ်ယောက်တည်းကြံရှိနေတဲ့အချိန်မှာတော့ထူးဆန်းတဲ့တန်ရောစင်တစ်ခုကစတင်မြစ်တွေလိုနေပါတယ်ဦးလေးစုနင်ကလူကောင်းပဲငါအဖေနဲ့တွေ့ရင်ဦးလေးစုကိုမုတ်တွေအများကြီးကျွေးခိုင်းမယ်နော်လို့ထန်ထန်ကရိုးသားစွာပြောလိုက်ပါတယ်စုမော့ရွံကတော့ဘာမှပြန်မပြောပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့အရင်ကထပ်ပုံပုံနှွေးထွေးတဲ့အရေးရောင်တွေဖြစ်ပြေးသွားပါတော့တယ်ဤသို့ဖြင့်ရွှန်ချမ်းကျုံဂိုင်းတော်ကြီးထဲမှာထန်ထန်နဲ့ရွံလေးတို့ရဲ့ပျော်ရွှင်စရာစိတ်လှုပ်ရှားစရာစွန့်စားခန်းတွေကတကယ်ပဲစတင်လိုက်ပါပြီးဖိုးကြီးစီတူဒေါသတကြီးထွက်သွားတာကိုကြည့်ပြီးထန်ထန်ကစုမော့ရွံကိုချီကျူးစကားဆိုလိုက်ပါတယ်မုတ်စိတ်ဖြူအဖိုးကြီးပြေးသွားပြီးဦးလေးစုစောစောကဦးလေးတော်တော်မိုက်တယ်နော်စုမော့ရွံကတော့ထုံးစံအတိုင်းအေးဆက်ဆက်နဲ့ငြိမ်ငြိမ်နေလို့သာပြောပါတယ်ဒါပေမဲ့ထန်ထန်ကတော့အရှုံးမပေးပါဘူးငါဘိုက်စာပြီးလို့ပြောတယ်လေလို့ထပ်မံပူစာလိုက်ပါတယ်
နောက်ဆုံးမှာတော့စူးမော့ယွန်လည်းလက်လျှော့လိုက်ရပုံနဲ့လိုက်ခဲ့လို့ပြောပြီးသူမကိုခေါ်ထုတ်သွားပါတယ်ဦးလေးစုငါတို့ဘယ်သွားစားမှာလဲမုတ်ချိုချိုလေးတွေရှိလားနက်ပြည်ကလို့အလင်းရောင်ထွက်တဲ့အသီးတွေရောရှိလားလို့လမ်းတစ်လျှောက်လုံးမေးခွန်းတွေမရက်မနာမေးနေပြန်ပါတယ်မရှိဘူးလို့တိုးတိုးတုတ်တုတ်ဖြစ်ပေမဲ့ထန်ထန်ကတော့စိတ်မပြတ်ပါဘူးသူမရဲ့အစီအစဉ်ကိုပါတခါတည်းကြီးညာလိုက်ပါတော့တယ်ဒါဆိုငါအဖေကိုရှာပေးမယ်ဆိုတဲ့ကတိရောဦးလေးမငင်းဘူးဆိုတော့သဘောတူတယ်လို့မှတ်လိုက်မယ်ငါအဖေကိုမရှာပေးမချင်းဦးလေးစီမှာပဲကက်စားကက်တောင်းနေမှာနော်သူမရဲ့စကားကြောင့်စူးမော့ယွန်တယောက်ဘလို့မျက်နှာထားမျိုးဖြစ်သွားမလဲဆိုတာမှန်းဆကြည့်လို့ရပါတယ်ထန်ထန်ကတော့အာမနာတန်းဆက်ပြောနေပါသေးတယ်ဦးလေးစုကတကယ်လူကောင်းမဲ့စိတ်ချပါငါအဖေကိုတွေ့ရင်ဦးလေးကိုကျေးဇူးတင်ခိုင်းပါမယ်ဦးလေးစုကျွေးတဲ့မုတ်တွေကိုမြေရီရှက်ရီစားပြီးတဲ့နောက်ထန်ထန်တယောက်စိန်ခံနေပါတယ်။ရွံမုတ်တွေကနက်ပီကလိုပဲစားလို့ကောင်းတယ်နော်ဟော။ကြည်စမ်းဒီမျက်ပင်လေးကလင်းနေတာပဲစားလို့ရမလားမသိဘူးလို့ပြောရင်းဘေးနားကထူးဆန်းတဲ့အပင်တွေကိုဆက်စုနေပါတယ်။ဒါပေမဲ့ခဏကြာတော့ထန်ထန်ကပြင်းလာပုံရပါတယ်ပြင်းစရာကြီးနော်။ဦးလေးစုလည်းအိပ်ပျော်နေပြီဆိုတော့ငါတို့အဖေသတင်းသွားရှာကြရအောင်ဆိုပြီးရွံလေးကိုချီကခိုးထွက်လာခဲ့ပါတော့တယ်။ခိုင်းထဲမှာရှောက်သွားရင်းနဲ့သူတို့နှစ်ယောက်ဟာတောက်ပနေတဲ့အလင်းတကားကြီးတစ်ခုရှိကိုရောက်သွားပါတယ်ကွာ။ကြည်စမ်းဒီတကားကဂျယ်လီတုံးလေးလိုပဲထိုးကြည့်လို့ရတယ်ဟာလို့ထန်ထန်ကဝမ်းသာအားရပြောရင်းလက်ညှိုးလေးနဲ့တိုးကြည့်လိုက်ပါတယ်။အံ့ဩစရာကောင်းတာကဂိုင်းရဲ့ထိတ်တန်းပညာရှင်တွေတောင်ဖျက်ကျော်ဖို့ခက်ခဲတဲ့အစီအရင်တကားကြီးဟာထန်ထန်တို့လိုက်တာနဲ့ပြောရည်သွားပြီးသူတို့ကိုလမ်းဖွင့်ပေးလိုက်ပါတော့တယ်။တကားထဲကိုရောက်သွားတဲ့အခါထန်ထန်ဟာထူးဆန်းတဲ့အလင်းတန်းတွေကိုတွေ့ပြီးပျော်ရွှင်နေပါတယ်ဦးလေးစု။လာကြည့်ပါဦးဒီဟာလေးကလင်းနေပြီးလှုပ်နေတာတအားကစားလို့ကောင်းတာပဲလို့ထန်ထန်ကအော်ခေါ်လိုက်ပါတယ်။လိုက်ရှာရင်ရောက်လာတဲ့စူးမော့ယွန်ကတော့မျက်လုံးအပြူသားဖြစ်သွားပါတယ်မင်းဒီတဲကိုဘလို့ဝင်လာတာလဲလို့အန်အော်တကြီးမေးလိုက်မိပါတယ်အကြောင်းကတော့ဒီနေရာဟာဂိုင်းရဲ့အစွမ်းထက်ဆုံးအစီအရင်တွေနဲ့ပိတ်ဆို့ထားတဲ့နေရာဖြစ်နေလို့ပါပဲထန်ထန်ကတော့ဘာမှမသိရှာပဲရိုးရိုးလေးပဲပြန်ဖြေပါတယ်ဒီအတိုင်းလမ်းလျှောက်ဝင်လာတာလေးတောက်ပနေတဲ့တကားလေးကိုထိုးလိုက်တာနဲ့ပွင့်သွားတာပဲဦးလေးစုတယောက်တော့ထန်ထန်ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်စုံသွားရပါပြီဒီကလေးမလေးဟာတာမန်ကလေးတယောက်မဟုတ်ဘူးဆိုတာကိုစူးမော့ယွန်ပို့ပြီးသိရှိသွားခဲ့ရတယ်လို့သူမရဲ့အဖေဟာဘသူဖြစ်မလဲဆိုတာကလည်းပို့ပြီးလှုပ်ဝက်ချက်တွေပြည့်နေလာပါတော့တယ်မောင်မဲနေတဲ့အစီရင်ခမ်းမထဲမှာထန်ထန်ကသူမရဲ့အိမ်ကိုလွမ်းဆွတ်တန်းတရင်စကားဆိုလိုက်ပါတယ်ဦးလေးစုဒီနေရာကမောင်မဲနေတာပဲလူပြည်ကတအားပြင်းစရာကောင်းတာပဲမိမိနန်းတော်တွေကကြေကန်လေးလိုမလာဘူးထန်ထန်ကဂုံယူစွာနဲ့သူမရဲ့မေမေเจ้าကိုထုတ်ဖော်ပြောလိုက်ပါတော့တယ်ငါမေမေကနက်ပြည်မှာအတော်ဆုံးနှစ်သမီးလေးနာမည်ကဝန်လီရွဲတဲ့ဝန်လီရွဲခုလာပိုက်စာနေတဲ့ထန်ထန်တယောက်စဖို့ဆောင်နဲ့ရောက်သွားတဲ့အခါလီစရာချက်ပြုတ်နေတဲ့မိဖို့တွေကမိတောက်တွေကိုကြည့်ပြီးစိတ်မရှိဖြစ်နေပါတယ်ဒီမိကကတာကြည့်လို့မလှဘူးဝိုင်းဝိုင်းလည်နေတာပဲဒီလိုကမှလှတာထန်ထန်ကလက်ကလေးနဲ့ဟန်ဘာဘာဝေ့ရမ်းလိုက်တဲ့အခါမိဖို့တွေကမိတောက်တွေဟာနာခံမှုရှိတဲ့တက်ရှိတွေလိုပဲထူးဆန်းတဲ့ပုံစံတွေနဲ့ကပြကြပါတော့တယ်ထို့သောကပြနေစင်မှာပဲထန်ထန်စီကထွက်ပေါ်လာတဲ့တောက်ပတဲ့နက်ဆွမ်းရင်တွေဟာစံပြုတ်ဦးတွေကိုအလိုလျောက်စီးဝင်သွားခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲစဖို့ဆောင်တစ်ခုလုံးမှာမကြုံစဖူးထူးကဲတဲ့မွေးရနက်တစ်ခုပြက်လွင့်သွားပါတယ်အိုဒီစံပြုတ်နက်ကဘာလို့ဒီလောက်မွေးနေတာလဲပုံမှန်စံပြုတ်နဲ့လုံးဝမတူတော့ဘူးလို့လီဆီယာကအန်အော်တကြီးရေယုံမိပါတယ်ထန်ထန်ကတော့သွားလေးတွေပေါ်အောင်ပြုံးရင်းဟီဟီငါမီးကိုကပြခိုင်းလိုက်လို့ပိုရတာရှိသွားတာလေတော်တယ်မဟုတ်လားဟုဂုံယူစွာပြောလိုက်ပါတယ်စဖို့ဆောင်ထဲရောက်နေတဲ့ဂိုင်းသားတွေဟာစံပြုတ်ကိုတငုံတောက်လိုက်ရုံနဲ့တင်သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာနှွေးထွေးတဲ့စွမ်းရည်တွေစီးဆင်းသွားတာကိုခံစားလိုက်ရပါတယ်လီဆီယာခမရဲ့စံပြုတ်ကနှက်ဆေးလိုပဲဗျာကျွန်တော်ရဲ့ကျင့်စဉ်အဆင့်တက်သွားပြီလို့ဂိုင်းသားတယောက်ကအော်ဟစ်လိုက်ပါတယ်အနားကလူတွေလည်းအတီးတီးကျင့်စဉ်အဆင့်တွေရုတ်တရက်ခုန်တက်သွားကြတာကြောင့်တခါတည်းပေါ်လော်ရိုက်ကုန်ပါတော့တယ်လီဆီယာကတော့အံ့ဩတုန်လှုပ်စွာနဲ့ထန်ထန်လေးကိုလက်ညှိုးထိုးပြပြီးဝန်ခံလိုက်ရပါတယ်ငါကြောင့်မဟုတ်ဘူးဟိုကလေးမလေးလှုပ်လိုက်တာထန်ထန်ရဲ့မတိနိုးနာနဲ့ကစားလိုက်တဲ့ကစားနည်းဟာဂိုင်းသားတွေအတွက်တော့ကဘာဦးရတနာနှက်ဆေးကိုတောက်လိုက်ရတယ်လို့ဖြစ်သွားခဲ့ပါပြီဒီသတင်းဟာဂိုင်းတော်ကြီးတစ်ခုလုံးကိုပြန့်နှံ့သွားတော့မှဖြစ်ပြီးဦးလေးစုတယောက်ထန်ထန်ကိုဘလို့ဆက်ပြီးထိမ့်သိမ်းရမလဲဆိုတာပိုလို့တောင်ကောင်းခဲ့စရာဖြစ်လာပါတော့တယ်စဖို့ဆောင်မှာဖြစ်ပျက်ခဲ့တဲ့ထူးဆန်းတဲ့ကိစ္စကိုကြားသိရပြီးနောက်စီတူအကြီးကဲဟာဒေါသတကြီးနဲ့ရောက်လာပါတယ်စူးမော့ယွမ်ဒီကလေးကစဖို့ဆောင်မှာဘာတွေလုပ်လိုက်တာလဲအမီမတိစံပြုတ်တွေကြောင့်ကျင့်စဉ်အဆင့်တွေတက်ကုန်တာကတာမန်ကိစ္စမဟုတ်ဘူးဒီကလေးမှာတခုခုရှိနေတယ်သူ့ကိုစီကံထိမ့်သိမ်းရေးဌာနကိုအပြီးစစ်ဆေးရမယ်လို့ဟိန်းဟောက်လိုက်ပါတယ်ထန်ထန်ကတော့လူကြီးတွေဘာကြောင့်ဒေါသထွက်နေမှန်းနားမလည်ရှာပါဘူးသူမကမျက်မှောင်လေးချုပ်ပြီးရဲရဲဝံ့ဝံ့ပြန်ပြောလိုက်ပါတယ်ငါကနှောက်ယှက်တာမဟုတ်ဘူးငါကမီးကိုကပြခိုင်းတာမီးကလှလှပကပြမှာစံပြုတ်ကပိုရတာရှိမှာပေါ့သူမအဖို့တော့ဒါဟာရိုးရှင်းတဲ့ကစားနည်းတစ်ခုသာဖြစ်ပေမဲ့ဂိုင်းသားတွေရဲ့ကျင့်စဉ်ကိုပြောင်းလဲစေနိုင်တဲ့သူမရဲ့နှက်စွမ်းရင်ကတော့လူကြီးတွေအတွက်ထိတ်လန့်စရာဖြစ်နေပါတယ်စူးမော့ယွမ်ဟာထန်ထန်ရဲ့ရှိမှာမမရက်လိုက်ပြီးအကြီးအကဲစီတူကိုအေးဆက်ဆက်အကြည့်တွေနဲ့ရင်ဆိုင်လိုက်ပါတယ်စီတူအကြီးကဲဒီကလေးကိုကျွန်တော်ကိုယ်တိုင်စောင့်ရှောက်မယ်လို့ပြောပြီးစီကံထိန်းသိမ်းရေးဌာနကဝင်ပါစရာမလိုဘူးလို့ပြက်ပြက်တသားတားဆီးလိုက်ပါတယ်စီတူအကြီးကဲကတော့အရှုံးမပေးပဲအကြက်ကင်ပါတော့တယ်စူးမော့ယွမ်မင်းကဂိုင်းရဲ့အခြေခံကိုထိခိုက်စေမဲ့ကိစ္စမှာတော့တူးရဲဆုံးဖြတ်အောင်မလားဂိုင်းတော်ကြီးရဲ့အကြီးကဲတွေနဲ့စူးမော့ယွမ်တို့အကြားအပြိုင်မှုကပုံမှုပြင်းထန်လာနေပါတယ်ထန်ထန်ရဲ့လှုပ်ဝက်ချက်တွေပေါ်လာလေစူးမော့ယွမ်အတွက်သူမကိုကာကွယ်ပေးဖို့ပုံမှုခက်ခဲလာလေပါပဲဦးလေးစုတယောက်ဂိုင်းရဲ့စီကံတွေကိုစန့်ကျင်ပြီးထန်ထန်ကိုဘလို့ဆက်ပြီးစောင့်ရှောက်သွားမလဲဆိုတာကတော့စီတူအကြီးကဲရဲ့ဒေါသတကြီးဆွဆွဲတန်တွေကြားမှာလေရှောင်မှုဆိုတဲ့ကလေးလေးကရှေ့ကိုထွက်လာပါတယ်ကျွန်တော်မြင်တယ်ထန်ထန်ညီမလေးကနှောက်ယှက်တာမဟုတ်ပါဘူးသူကမီးတောက်တွေငြင်းအောင်လုပ်ပေးတာပါစံပြုတ်ကိုသူလည်းမြည်ကြည့်သေးတယ်ဘာမှမဖြစ်ပါဘူးလို့အမှန်တိုင်းသက်သေခံပေးလိုက်ပါတယ်ထန်ထန်ကတော့အခွင့်အရေးရတော့စီတူကြီးကဲကိုရှာလေးထုတ်ပြောင်းပြရင်ရန်တွေးလိုက်ပါသေးတယ်မုတ်ကတော့အခွင့်အရေးရတော့စီတူကြီးကဲကိုရှာလေးထုတ်ပြောင်းပြရင်ရန်တွေးလိုက်ပါသေးတယ်မုတ်စိတ်ဖြူဖိုးကြီးနင်ကလူကိုဆွဆွဲတယ်ကလေးတွေရဲ့စူပေါင်းသက်သေခံမှုနဲ့စူမော့ယွမ်ရဲ့ပြတ်သားတဲ့အရှိန်အဝါကြောင့်စီတူကြီးကဲဟာဆက်ပြီးအကြက်ကင်ဖို့ခတ်သွားပါတယ်သူဟာမျက်နှာပြက်ပြက်နဲ့ဒေါသတကြီးခမ်းမတဲကနေထွက်ခွာသွားပါတော့တယ်လူစုကွဲသွားတဲ့အခါထန်ထန်ကစူမော့ယွမ်ရဲ့အင်ဂျီစလေးကိုဆွဲပြီးမော့ကြည့်ရင်
မေးရှာပါတယ်ဦးလေးစုကိုအဖိုးကြီးပြောတဲ့အလုပ်တွေဆိုတာကဦးလေးအတွက်ပြဿနာတွေလားစူးမော့ယွမ်ကထန်ထန်ရဲ့ခေါင်းလေးကိုအသားရပုတ်ရင်တပြင်းတစ်ချက်ချလိုက်ပါတယ်အေးပြဿနာပဲယွမ်ကငါတကြားလုံးခိုးစားတာထက်ပိုကြီးတဲ့ပြဿနာပေါ့လို့ထန်ထန်နားလဲအောင်ခန်းနောက်ပဲပြန်ဖြေလိုက်ပါတယ်ထန်ထန်ဟာသူမကိုကူညီပေးခဲ့တဲ့လင်းရှောင်းဟူကိုကျေးဇူးတုံ့ပြန်ဖို့အတွက်သူမရဲ့အိတ်ကက်ထဲကအဖိုးတန်ရတနာတစ်ခုကိုထုတ်ပေးလိုက်ပါတယ်ရောမိမိလုပ်ပေးတဲ့တကြားလုံးတအားစားလို့ကောင်းတာလင်းရှောင်းဟူကတကြားလုံးကိုပါဆက်ထဲထည့်လိုက်တဲ့ခဏမှာပဲမျက်လုံးတွေဝင်းလက်သွားပါတယ်ဝါတအားစားလို့ကောင်းတာပဲတကူလုံးနှွေးသွားတာပဲဟုရေရွံ့မိပါတယ်နက်ပီကတကြားလုံးဆိုတော့တာမန်လူသားတွေအတွက်တော့ကိုခန္ဓာကိုတန့်စင်ပေးတဲ့နက်စေးတစ်ခွက်နဲ့ညီမျှနေတာကိုထန်ထန်ကတော့လူကြီးစတိုင်နဲ့တေးသေးလေးပါနောက်ဆိုငါနောက်လိုက်ခဲ့စားစရာတွေအများကြီးရှိသေးတယ်လို့ပြောပြီးဆွဲဆောင်လိုက်ပါတော့တယ်အပြင်တကားတာဝန်ခံရဲ့တားဖြစ်တဲ့လင်းရှောင်းဟူဟာထန်ထန်ရဲ့လက်အောက်ခံဖြစ်သွားရုံတင်မကပဲဂိုင်းရဲ့လှုပ်ဝက်ချက်တွေကိုပါဖော်ပြလိုက်ပါတယ်ထန်ထန်ညီမလေးနောက်ဆိုဘာကိစ္စရှိငါ့ကိုပြောတော့ငါကအပြင်တကားတာဝန်ခံရဲ့တားပဲအများကြီးတည်တယ်လို့ကြွားလိုက်ပါတယ်ထန်ထန်ကချက်ချင်းပဲဆက်စုပါတော့တယ်ဒါဆိုဘယ်မှာကစားလို့ကောင်းလဲဘယ်မှာစားစရာကောင်းတာတွေရှိလဲတောင်နောက်ဘက်ကစမ်းကြောင်းမှာငါဖမ်းလို့ရတယ်စက်ဖို့ဆောင်ကဆရာလီကလည်းမုံတွေဝတ်ထားတတ်တယ်ငါဘယ်မှာလဲဆိုတာသိတယ်ခုရှောင်းဟူကလမ်းညွှန်လိုက်တဲ့အခါထန်ထန်ကသဘောကျသွားပြီးအမိတ်ပေးလိုက်ပါတယ်ကောင်းပြီဒါဆိုနင်ကငါရဲ့တပည့်လေးပဲသွားကြစို့ရွံလေးရဲ့တပည့်တစ်ရှောင်းဟူတွေနဲ့အတူထန်ထန်ရဲ့မှုနောက်ရေးဖွဲ့ဟာအခုဆိုရင်တောင်နောက်ဘက်ကစမ်းကြောင်းစီကိုဥတီသွားနေကြပါပြီထန်ထန်လေးအပေါ်ဦးလေးစုရဲ့အထူးဂရုစိုက်မှုနဲ့အကြီးအကဲစီတူကိုပြန်လဲရင်ဆိုင်ရဲတဲ့တတိတွေကအချို့သောဂိုင်းသားတွေအတွက်တော့မျက်စိစပါးမွေးဖြစ်เสียဖြစ်လာပါတယ်ဟုကလေးမလေးကိုကြည်စမ်းစီတူအကြီးအကဲတောင်သူ့ကိုဘာမှမလုပ်နိုင်ဘူးဦးလေးစုကလည်းသူ့ကိုတအားကာကွယ်ပေးထားတာလို့တယောက်ကမကြည်မနဲ့ပြောလိုက်ပါတယ်အနာကနောက်တယောက်ကလည်းထပ်လောင်းပြီးညူစုပါတယ်လင်းရှောင်းဟုကိုတောင်တကြားလုံးပေးသေးတယ်လေငါတို့ဝင်တာ3နှစ်ရှိပြီအခုထိအစိခံအလုပ်ပဲလုပ်နေရတော့သူတို့ဟာထန်ထန်ကိုအခက်မသိရင်အန္တရာယ်ရှိနိုင်တဲ့နေရာတစ်ခုစီပို့ဆောင်ဖို့ကြံစီကြပါတော့တယ်သူ့ကိုပညာပေးရအောင်တောင်နောက်ဘက်ကတရဲချောက်တယ်ဆိုတဲ့စေးဖော်ဆောင်ဟောင်းတဲ့ကိုယတနာရှိတယ်ဆိုပြီးလှည့်ဖျားခေါ်သွားကြမယ်ညလုံးပေါက်ပိတ်ထားလိုက်ရင်ကြောက်လုံးလို့ငိုမာတေချာတယ်လို့အစီအစဉ်ချလိုက်ကြပါတယ်အဲ့ဒီစေးဖော်ဆောင်ဟောင်းဆိုတာဟာနှစ်ပေါင်းများစွာပိတ်ထားခဲ့တဲ့နေရာဖြစ်ပြီးကြာရှုံးသွားတဲ့စေးဖော်ဆက်မှုတွေကြောင့်ထွက်ပေါ်လာတဲ့အစိမ့်ငွေတွေဒါမှမဟုတ်ထူးဆန်းတဲ့ဝိညာဉ်တွေရှိနေတတ်တယ်လို့နာမည်ကြီးတဲ့နေရာတစ်ခုပါလူယုံမှာခိုင်းသားတစုဟာထန်ထန်ကိုစေးဖော်ဆောင်ဟောင်းရှိခေါ်လာပြီးထန်ထန်ညီမလေးကိုအဆောင်ဟောင်းထဲမှာအရင်ကစေးဖော်ဆက်တဲ့အကြီးအကဲတွေထားခဲ့တဲ့ယတနာတွေရှိတယ်တအားလင်းတာပဲလို့တွားရည်ကြစရာစကားတွေနဲ့ညပြောလိုက်ပါတယ်ထန်ထန်ကမျက်လုံးလေးဝိုင်းသွားပြီးဝါကျေကန်တဲ့ကကျေလေးတွေထပ်ပိုလင်းလာလားဒါဆိုတွားကြည့်မယ်လေရင်တော့အရိုက်ခံရမယ်နော်လို့သူမရဲ့လက်သီးစုပ်လေးကိုပြပြီးသတိပေးလိုက်ပါသေးတယ်ထန်ထန်အထဲဝင်သွားတာနဲ့လူဆိုးတွေကတကားကိုအပြင်ကနေချက်ချင်းဂျုံကနေပိတ်လိုက်ပြီးကျေနပ်စွာနဲ့ထွက်သွားကြပါတယ်ဟီဟီအခုတော့ဒီကလေးမလေးမှောင်မဲမဲထဲမှာတ냐လုံးငိုနေရတော့မယ်လို့သူတို့ထင်နေကြတာပါတကားပိတ်ခံလိုက်ရတဲ့ထန်ထန်ဟာအမောင်ထဲမှာတယောက်တည်းကြံခဲ့ပေမဲ့မငိုပါဘူးသူမကနှာခေါင်းလေးကိုပိတ်ပြီးညင်ညင်ညူညူလုပ်နေပါတယ်ဒီနေရာကညစ်ပတ်လိုက်တာအနက်လဲနန်းနဲ့မေမေကပြောဖူးတဲ့စေးဖော်တဲ့အိုးထဲမှာမိရှိမကြည့်ကောင်းတာတဲ့ထန်ထန်ဟာစေးဖော်ဆောင်ရဲ့အလဲမှာရှိတဲ့ဖုန်တက်နေတဲ့စေးဖော်အိုးကြီးကိုကြည့်ပြီးသူမရဲ့လက်ကလေးကိုဝေယမ်းဖို့ပြင်လိုက်ပါတယ်ညကအမောင်ထဲမှာထန်ထန်လေးဟာပြင်းပြင်းရှိတာနဲ့သူမရဲ့နှက်စွမ်းရည်တွေကိုတုံးပြီးကစားခဲ့တာပါညစ်ပတ်နေတဲ့ဖုံမုံတွေကိုဖယ်ရှားဖို့လက်ကလေးတစ်ချက်ဝေယမ်းလိုက်ရုံတင်မကပဲအိုးဟောင်းကြီးတဲ့ကိုဖူးခနဲ့လေးတစ်ချက်မှုတ်လိုက်ပါတယ်အဲ့ဒီလိုမှုတ်လိုက်တဲ့လေထဲမှာပါသွားတဲ့နက်ပီကအသက်ရှူငွေတွေဟာနှစ်ပေါင်းများစွာအေးဆက်နေတဲ့အိုးကြီးကိုနိုးထစေခဲ့ပြီးအထက်ကဆေးကျွင်းကြံတွေကိုအကောင်းဆုံးနက်ဆေးတွေဖြစ်ပြောင်းလဲပစ်လိုက်ပါတော့တယ်နောက်တနေ့မနက်မှာတော့လူဆိုးတွေဟာလောင်ပြောင်ဖို့အတွက်ရောက်လာကြပါတယ်ဟာဟိုဘေးမလေးတော့ကြောက်လို့သေးပါထွက်နေလောက်ပြီလို့တယောက်ကရေမောရင်းပြောလိုက်ပေမဲ့အဆောင်သားရောက်တာနဲ့သူတို့အားလုံးစုံသွားကြပါတယ်ဟင်းဒါဘာအနက်လဲစေးနံကတအားမွေးနေတာပဲတကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ညစ်ပတ်ဆုပ်ပြက်နေတဲ့အဆောင်ဟောင်းကြီးဟာနန်းတော်တစ်ခုလိုပြောင်းလဲတန့်ရှင်းနေပြီးအလဲကစေးဖော်အိုးကြီးဟာလည်းရွှေရောင်လင်းနှန်းတွေထွက်နေတာကိုတွေ့လိုက်ရပါတယ်စေးဖော်ဆောင်တွေကထွက်ပေါ်လာတဲ့နက်ဆေးရနန်းတွေဟာတကိုင်းလုံးကိုပြန့်နှံ့သွားပြီးအကြီးအကဲတွေပါတတိပြုမိတော့မဲ့အခြေအနေဖြစ်နေပါပြီဒါဘလို့ဖြစ်နိုင်တာလဲငါတို့ပြဿနာကြီးတက်ပြီးချင်းတယ်လို့လူဆိုးတွေကတုံတုံရင်ရင်နဲ့ပြောလိုက်မိပါတယ်သူတို့ထန်ထန်ကိုဒုက္ခပေးဖို့ကြံစီခဲ့တာဟာအခုတော့ဂိုင်းရဲ့တမှုမဖြစ်နိုင်တဲ့အံ့ဖွယ်ဖြစ်ရဲ့ကြီးဖြစ်သွားခဲ့ပါပြီစူးမော့ယွမ်ကထန်ထန်ကိုစိုးရိမ်တကြီးနဲ့မေးလိုက်တဲ့အခါမှာတော့ထန်ထန်ကမျက်လုံးလေးကလဲနဲ့ရိုးရိုးလေးပဲပြန်ဖြေပါတယ်မင်းညကဘာလုပ်ခဲ့လဲထန်ထန်ဘာမှမလုပ်ဘူးအိတ်တာလေးနေရာကညစ်ပတ်နေလို့လက်နဲ့ဒီလိုရမ်းလိုက်တာပြီးတော့အိုးထဲမှာဘာရှိလဲသိချင်လို့လေးတစ်ချက်မှုတ်လိုက်တာပဲလို့ပြောရင်သူမရဲ့လက်ကလေးနဲ့ပြန်လုပ်ပြနေပါသေးတယ်သူမအတွက်တော့ဒါဟာတာမန်တန်ရှင်းရေးလုပ်လိုက်တာထက်မပူပါဘူးစိပညာမှာအလွန်ကျွမ်းကျင်တဲ့လူကြီးကဲကထန်ထန်ရဲ့လက်ကောက်ဝတ်ကိုကင်ပြီးစစ်စစ်ကြည့်တဲ့အခါမှာတော့မျက်မှောင်တွေကျုပ်သွားပါတယ်စူးမော့ယွမ်မင်းဘလို့ကလေးမျိုးကိုခေါ်လာတာလဲသူ့မှာကျင့်စဉ်အခြေခံမရှိတာတေချာပေမဲ့သူ့ရဲ့တွေးကြောတွေကမြူနှင်းတွေဖုံးနေတယ်လို့ပဲအဆုံးထိစမ်းလို့မရဘူးလို့အန်အော်တကြီးပြောလိုက်ပါတယ်လူကြီးကဲကဆက်ပြီးသတိပေးစကားဆိုပါတယ်သူ့စီကထွက်တဲ့အနံ့အသက်ကလူပြည်ကစွန့်ရင်မျိုးမဟုတ်ဘူးတန့်စင်လုံးနဲ့သူကဒီကိုင်းအတွက်ကံကောင်းခြင်းလားကံဆိုးခြင်းလားဆိုတာပြောရခက်တယ်စိတ်လှုပ်ရှားစွာနဲ့သတင်းလာပေးပါတယ်ထန်ထန်ညီမလေးသတင်းကောင်းရှိတယ်နောက်3ရက်နေရင်ဂိုင်းရဲ့တန်ပွဲစတော့မယ်ဒါပေမဲ့ထန်ထန်ကတော့စိတ်မဝင်စားတဲ့ပုံစံနဲ့နှာခေါင်းလေးရှုံပြီးပြန်ပြောပါတယ်ရန်ဖြစ်ရမှာလားပြင်းစရာကြီးရှုံးရင်လည်းနားရဲနိုင်ရင်လည်းဘာရမှာလဲသူမအတွက်တော့ကျင့်စဉ်တွေတိုင်တာထက်မုတ်စားတာကပိုအရေးကြီးပုံရပါလင်းရှောင်းဟူကထန်ထန်ရဲ့အားနည်းချက်ကိုသိတာကြောင့်ဆုလက်အကြောင်းကိုအသေးချာရှင်းပြလိုက်ပါတယ်စုကတအားကြီးတာလေးပထမရတဲ့သူကိုချီရန်ကျူးကော်ဆိုတဲ့အသီးပေးမှာလက်သီးဆုပ်လောက်ရှိပြီးအနီရောင်တောက်လေးစားလိုက်ရင်တအားချိုတာဆိုတဲ့စကလုံးကိုကြားလိုက်ရတဲ့ခဏမှာပဲထန်ထန်ရဲ့ပြင်းနေတဲ့ပုံစံဟာချက်ချင်းပြောက်ကွယ်သွားပါတယ်မုံစားဖို့ထက်အဖိုးတန်ချင်းအဲ့ဒီအသီးဟာကျင့်စဉ်သမားတွေအတွက်စွန့်ရင်တိုးစေတဲ့ယတနာဖြစ်ပေမဲ့ထန်ထန်အတွက်တော့အရသာရှိတဲ့အသီးတစ်လုံးသာဖြစ်ပါတယ်ဝါကျေကန်တဲ့ကကျေလေးတွေထက်ပိုလင်းလာလို့ထန်ထန်ကစိတ်လှုပ်ရှားစွာမေးလိုက်ပါတယ်
လင်းရှောင်းဟူကလည်းအာတက်တရောနဲ့လင်းနာမတအားပဲငါအဖေကိုယ်တိုင်မြင်ဘူးတာလို့အတီးပြုပေးလိုက်တဲ့အခါထန်ထန်ရဲ့ဆုံးဖြတ်ချက်ကခိုင်မာသွားပါတော့တယ်ကောင်းပြီဒါဆိုငါစရင်သွားပေးမယ်အဲ့ဒီအတီးကိုငါရအောင်ယူမယ်ကျင့်စဉ်အခြေခံမရှိတဲ့ကလေးမလေးတစ်ယောက်ကဂိုင်းရဲ့နှစ်ပတ်လက်တိုင်ပွဲမှာပါဝင်ဖို့စရင်ပေးလိုက်တဲ့သတင်းကတောမီလိုပြန့်နှံ့သွားပါတယ်ဂိုင်းသားတိုင်ပွဲဝင်စရင်သွင်းရစပွဲရှိတွင်ထန်ထန်ကခါထောက်ကရက်နေသည်သူမ၏ဘေးတွင်တော့ထူးထူးဆန်းဆန်းတတဝါလေးရွံ့ကအမီးနှံ့လျက်ရှိသည့်နာမည်ဘသူတပည့်လဲကျင့်စဉ်အစင်တန်းကဗာလဲတာဝန်ခံဝန်ကနားထင်ကိုနှိမ့်ရင်စိတ်မရှိစွာမေးလိုက်သည်ငါနာမည်ကထန်ထန်စုဦးလေးကြီးနဲ့အတူနေတာကျင့်စဉ်အစင်ကတော့ဘာပဲဖြစ်အရန်တော်တယ်ဟုထန်ထန်ကယုံကြည်ချက်အပြည့်ဖြစ်ပြန်ဖြေသည်ဘာတွေရနေတာလဲနောက်တစ်ခါထက်ရရင်နင်တို့ကိုရိုက်ပြစ်မှာနော်နင်အခုချက်ချင်းငါ့ကိုနာမည်စရင်တွင်းပေးစမ်းမဟုတ်ရင်စုဦးလေးကြီးကိုလာခေါ်ခိုင်းလိုက်မှာစုဦးလေးကြီးကငါ့ကိုခေါ်လာတာတာဝန်ခံဝန်ကခေါင်းရမ်းလျက်ကလေးမလေးမင်းကစုကိုင်းချုပ်ခေါ်လာတဲ့သူပဲဖြစ်ဒီကိုင်းတွင်းပြိုင်ပွဲကိုပါဝင်လို့မရဘူးပထမအချက်ကမင်းကဂိုင်းရဲ့တရားဝင်တပည့်ဖြစ်ရမယ်ဒုတိယအချက်ကဒီပြိုင်ပွဲကအနိုင်ဆုံးကျင့်စဉ်အဆင့်လျှမ်းကြီးရှိမှရမယ်မင်းမရှိလားလျှမ်းကြီးဆိုတာဘာလဲစားလို့ရလားဟာထန်ထန်ဤအပြစ်ကင်းသောမေကွန်းကြောင့်ဝန်တာဝန်ခံတပြင်းချမိသည်တွေ့လားစီကံအမြဲတမ်းစီကံပဲငါဂယုမဆိုင်ဘူးစရင်သွင်းပေးငါနေနဲ့ရှင်ပြိုင်မဲနိုင်ရင်အဲ့ဒီတောက်ပြောင်အသီးတွေကိုငါ့ကိုပေးစရင်သွင်းပေးစမ်းထိုးစင်လူအုပ်ကြားမှအထက်စီးဆန်သောအတန်တစ်ခုထွက်ပေါ်လာသည်ဘာရီဒီလောက်စီကားနေတာလဲလို့ကြည့်နေတာလုံးမပြတ်သေးတဲ့ကလေးတစ်ယောက်ဒီမှလာပြီးကြီးကြနေတာကိုပြင်းမှာအတွင်းစီးတစ်ပည့်ကြောက်ရည်ဖြစ်သည်သူကထန်ထန်ကိုနှာခေါင်းရှုပ်ကြည့်ရင်နင့်ကိုပြောတာလေကလေးမလေးရဲ့ဘယ်တော့တောင်ထဲကပြေးလာမှန်းမသိပဲနဲ့ဘာနီလန်းသုံးပြီးစုကိုင်းချုပ်ကိုကတ်ထားလဲတော့မသိဘူးခိုင်းထဲမှာလာပြီးအော်ဟစ်နေရတဲ့ပေါ့တိတက်ရင်အိမ်ပြန်ပြီးနို့ပဲသွားစုနေလိုက်ထန်ထန်ဒေါသထွက်လို့၍တုံရင်လာသည်နင်နောက်တစ်ခုထပ်ပြောကြည့်ငါနင်တို့ကိုသွားတွေကျွတ်ထွက်သွားအောင်ရိုက်ပစ်မယ်ကြောက်ကြီးကထက်မှန်လောင်ပြောင်ရန်ပြင်ဆင်လူအုပ်ကြီးကရုတ်တရက်ငြိမ်ကျသွားပြီးဥညွတ်လိုက်ကြသည်စုကိုင်းချုပ်ကိုဂါရဝပြုပါတယ်ခင်ဗျာစုကိုင်းချုပ်ကတည်ငြိမ်သောခြေလမ်းများဖြင့်ရောက်လာသည်ထန်ထန်ကဝမ်းသာအားရစုဦးလေးကြီးဟုအော်ခေါ်လိုက်သည်စုကိုင်းချုပ်ကအခြေအနေကိုနားထောင်ပြီးနောက်အမိတ်တစ်ခုပေးလိုက်သည်စီကန်းဆိုတာအသေးပဲသူ့ကိုစရင်သွင်းပေးလိုက်တာဂိုင်းချုပ်ဒါဘလို့စရင်သွင်းရမလဲသူကတပည့်လည်းမဟုတ်ဝန်တာဝန်ခံမှစွန့်သွားသည်ငါရဲ့နာမည်နဲ့ပဲစီရင်ရေးခမ်းမရဲ့အထူးလေးလာသူဖြစ်တတ်မှတ်ပေးလိုက်အပြင်စည်းတံပွဲတွေကိုဝင်ရောက်လေးလာခွင့်ပေးလိုက်မယ်ဂိုင်းချုပ်ဒါကအစင်လာမရှိခဲ့ဘူးခင်ဗျာစီတူအကြီးကဲကဒေါသတကြီးရောက်လာသည်ဒီကလေးမှဝိညာဉ်အမြင့်တောင်မရှိဘူးဒါကဂိုင်းရဲ့နှစ်တစ်ထောင်စီကန်းတွေကိုနင်းချလိုက်တာပဲစီတူကြီးကဲစကားကအရန်ကြီးသွားပြီဟုစုဂိုင်းချုပ်ကအေးဆက်စွာပြောတော့လဲစီတူကမလျှော့ဘာကကြီးသွားတာလဲတံပွဲစုလက်ဖြစ်တဲ့ချီရန်ကျူကောဟာအသီးတွေကဂိုင်းရဲ့အရေးကြီးတဲ့အရင်းမြစ်တွေပဲသူ့ကိုပေးရှင်တာကစီကန်းကိုဖောက်ဖျက်တာပဲထိုစင်ထန်ကစီတူကြီးကဲကိုလက်ညှိုးထိုးကဟေးမုတ်စိတ်ဖြူဖိုးကြီးစုဦးလေးကြီးကငါ့ကိုပါခိုင်းတာအဖိုးနဲ့ပါဆိုင်လို့လေအဲ့ဒီအသီးလေးတွေကတောက်ပြောင်နဲ့ငါကြိုက်လို့ကြည့်ချင်ရုံပဲလေမရဘူးလားအဖိုးရဲ့ဟာတွေကိုလူမယ်လို့လည်းမပြောပါဘူးကြည့်ကြပါဦးဒီလောက်ရိုင်းဆိုင်တဲ့သူကိုဂိုင်းထဲမှာဘလို့ထားလို့ရမှာလဲစီတူမှာဒေါသကြောင့်မုတ်စိတ်မွေးများပင်တုံနေသည်စုကောင်းချုပ်ကမတုံမလုပ်ပဲဒီကိစ္စကိုငါတာဝန်ယူတယ်တစ်သားတစ်စိတ်ပေးလိုက်ဟုအဆုံးသတ်လိုက်သည်ထန်သည်တစ်သားတစ်စိတ်ပြားလေးကိုကင်ကခုံပေါက်နေသည်ဟေးငါဟာလေးရပြီစုကိုင်းချုပ်ကထန်ကိုကြည့်ကသတိပေးသည်မင်းကိုပါဝင်ခွင့်ပေးတာကကစားဖို့မဟုတ်ဘူးတော့တကယ်လို့ရှောက်ဆော့လို့အန်ရရှိလာရင်ချက်ချင်းထွက်ခဲ့ရမယ်တိပါပြီဦးလေးကြီးတောက်ပနေတဲ့အသီးတွေကိုအကုန်နိုင်အောင်ယူခဲ့မယ်ထန်ကပြုံးဖြက်ပြန်ဖြည့်သည်ရွှန်ချန်းကိုင်း၏နှစ်ပတ်လက်တန်ပွဲကြီးမှာပြီးဆုံးလူနီးပြီဖြစ်တော်လဲလူအများ၏အာယုံမှာအနိုင်ရသူများထံတွင်မဟုတ်ပဲအသက်9နှစ်အရွယ်ခန့်သာရှိသောထန်ဟုခေါ်သည့်ကလေးမလေးထံတွင်သာစုပြုံရောက်ရှိနေသည်ထိုအချိန်တွင်ဂိုင်း၏အကြီးအကဲဖြစ်သူမုတ်စိတ်ဖြူဖိုးကြီးကစင်ပေါ်မှနေ၍အမိန့်ထုတ်ပြန်လိုက်သည့်ဂိုင်းကြီးကဲများရဲ့သဘောတူညီမှုအရဒီတစ်ခါပြိုင်ပွဲမှာထန်အတွက်အထူးဆုတစ်ခုချီးမြှင့်လိုက်ပါတယ်သူမကတရားဝင်ပြိုင်ပွဲဝင်မဟုတ်ပေမဲ့စွမ်းအား၅ပါးစီရင်ထဲမှာစမ်းသစ်တဲ့အတွေးခေါ်တွေနဲ့ထူးခြားတဲ့နီလန်းကိုပြသနိုင်ခဲ့ပါတယ်ဒါကြောင့်အထူးတက်ကြွမှုဆုကိုပေးအပ်ပါတယ်ဟာဝါအသီးတွေအများကြီးပဲကျေးဇူးတင်ပါတယ်မုတ်စိတ်ဖြူဖိုးကြီးထန်ဤရေတန်လေးကကွင်းပြင်တစ်ခုလုံးပဲတင်ထက်သွားသည်သူမရရှိလိုက်သောဆုမှာတောက်ပြောင်နဲ့အလုံးငွေးကြိုင်လာသောဝိညာဉ်အင်းများဖြစ်သည်ဦးလေးကြီးဒါစားကြည့်အချိုးဆုံးပဲဦးလေးကြီးကိုပေးမယ်ဟုချွဲနွဲလိုက်လေသည်ရွှန်ချန်းကိုင်း၏ဝိညာဉ်အင်းများမှာထန်၏ပိုက်ထဲသို့အကုန်ရောက်ရှိသွားပြီဖြစ်သည်ဆုရရှိစဉ်ကပျော်ရွှင်မှုများမှာအသီးနှင့်အတူကုံဆုံးသွားပုံရပြီးထန်တယောက်ဂိုင်းထဲတွင်ညီးငွေလာသည်ထိုအချိန်တွင်သူမ၏အနီးနားသို့တပိတ်ငယ်တူအပြေးလွှာရောက်ရှိလာသည့်ထန်ညီမလေးတရင်ကောင်းရှိတယ်နောက်ထပ်ရှင်ပြိုင်ပွဲလာပြီဟေ့ဟုအာတက်တရောအော်ဟစ်လိုက်သည်သို့တော့ထန်ကမူစိတ်မပါစွာဖြင့်မသွားဘူးအသီးတွေလည်းအကုန်စားပြီးသွားပြီဟုနှကန်းစုကပြန်ပြောလိုက်သည်ဒါဆိုရင်တော့ငါသွားမယ်စားစရာဟူသောစကလုံးကြောင့်ထန်၏မျက်လုံးများမှာချက်ချင်းပင်တောက်ပလာတော့သည်ထန်သည်ဈေးသို့သွားရန်စိတ်ကူးနှင့်အတူချက်ချင်းပင်သူမ၏အားကိုးရာဖြစ်သောစုဦးလေးကြီးစီသို့ပြေးသွားရန်ပြင်ဆင်သည်ထန်သည်ဂိုင်းချုပ်စုရှိရာသို့ရောက်ရှိသွားပြီးစုဦးလေးကြီးငါတောင်အောက်ဆင်းခြင်းနဲ့ဟုအပူကတ်တော့သည်ဂိုင်းချုပ်စုကမူသူမ၏လုံခြုံရေးကိုစိုးရိမ်သဖြင့်ရှောက်မလုံးနဲ့ဟုတားမြစ်သည်သို့တော့ထန်ကအရှုံးမပေးဘဲငါရှောက်လို့တာမဟုတ်ဘူးတာဝန်သွားလုံးမလို့လင်းရှောင်းဟုကပြောတယ်တောင်အောက်မှာဈေးရှိတယ်စားစရာတွေအများကြီးရှိတယ်တဲ့ဟုအကြောင်းပြချက်ပေးသည်မရဘူးဟုဂိုင်းချုပ်ကပြက်တညင်းလိုက်ပြန်သည်ဘာလို့မရတာလဲတခြားလူတွေတောင်သွားနိုင်တာကိုအခြေအနေများတင်းမာနေစဉ်အကြီးအကဲလျှို့ကဝင်ရောက်ဆစ်ဆက်ပေးသည်သူ့ကိုသွားခွင့်ပေးလိုက်ပါသူ့ကိုဂိုင်းထဲမှာပဲအမြဲတမ်းပိတ်လောင်ထားတာကရေရှည်အတွက်မကောင်းဘူးတောင်အောက်မှာကလူမျိုးစုံရောထွေးနေတာလေဟုအစချီကဂိုင်းချုပ်ကိုနားချသည်လူမျိုးစုံရောထွေးနေလို့ပဲတို့တွေထိန်းချုပ်နိုင်တဲ့အတိုင်းအတာတွင်မှာသူ့ကိုအတွေ့အကြုံယူခိုင်းရမှာသူ့ကိုအမြဲပိတ်ထားရင်ဒီစိတ်နဲ့တနေ့ကျရင်ပိုကြီးတဲ့ပြဿနာရှာလိမ့်မယ်
ဒါအပြင်လောကမှာသူ့ရဲ့တုတ်ပြန်မှုကိုစောင့်ကြည့်တာကဂိုင်းထဲမှာထပ်သူ့ရဲ့ထူးခြားချက်ကိုပုံမြင်နိုင်လိမ့်မယ်။ရုပ်ရှင်နဲ့အဆောင်ရှောက်တာဝင်ကတော့အန်ရည်သိမ့်မရှိပါဘူး။ဟုအသေးစိတ်ရှင်းပြလိုက်တော့ခါမှဂိုင်းချုပ်စုလည်းတပြင်းချကစဉ်းစားစပြုလာတော့သည်။ဂိုင်းချုပ်စုဦးလေးကြီးခွင့်ပြုချက်ရရှိပြီးနောက်အကြီးအကဲဖြိုးကထန်ထန်အတွက်ပထမဆုံးသောတာဝန်ကိုစတင်ရှင်းပြတော့သည်။ရှုံမဒါဆိုဘာတာဝန်ပေးမှလဲဟင်ဟုထန်ထန်ကမျက်လုံးလေးများတောက်ပလျက်မေးမြန်းလိုက်သည့်ဖိုးတန်နဲ့ကြည်ရွှေမျက်စေးပင်တွေကိုချင်းရှစ်စေးစီဘေးကင်းကင်းနဲ့ပို့ဆောင်ပေးဖို့ပါပဲဟုအကြီးအကဲရှုကပြုံးလျက်ဖြေချသည်။သိပါပြီဟာဟာဟုထန်ထန်ကဂတိပေးကသူမနှင့်အတူလိုက်ပါမည့်တပည့်နှစ်ဦးနောက်သို့ပြေးထွက်သွားလေတော့သည်။ဂိုင်းပြင်ပသို့ရောက်သောအခါအတူပါလာသည့်တပည့်နှစ်ဦးကထန်ထန်စီနေရမလေးတို့တွေထွက်လို့ရပြီလမ်းမှာတိုးနောက်ကနေတေးသေးချာချလိုက်ခင်တော့ဟုသတိပေးကြသည်သို့တော့ထန်ထန်ကမူခက်ကြွားကြွားလေးဖြင့်စိတ်ချငါကလမ်းပြမှာဟုရှိမှဥဆောင်ရန်ပြင်သည့်တပည့်များကပြပြတလဲဖြင့်တို့တွေပဲလမ်းပြပါရစေဟုပြန်လဲတောင်းပန်ကသူမကိုကာကွယ်ရန်စူးစမ်းကြရသည်ထိုအချိန်တွင်ရွှန်ချမ်းကိုင်း၏လှုပ်ရှားမှုကိုစောင့်ကြည့်နေသည့်ရန်သူများထံတရင်ရောက်ရှိသွားသည့်သခင်လေးတရင်အတည်ပြုနိုင်ပါပြီအဲ့ဒီကလေးကချင်းရှစ်ဈေးကိုတွားမဲ့တင်းအဆင့်တာဝန်ကိုလက်ခံပြီးထွက်သွားပါပြီသူမဘေးမှာကျင့်စဉ်အဆင့်ပြန်ချီအလဲလက်ရှိတဲ့တပည့်နှစ်ယောက်ပဲပါပါတယ်ဟုသူရှိုတဦးကတရင်ပို့သည်ရန်သူသခင်လေး၏မျက်နှာတွင်ရက်ဆက်သောအပြုံးတစ်ခုပေါ်လာသည့်အခွင့်အရေးရပြီအမိတ်ပေးလိုက်ရေးဖုံးလင်မှာခြုံခိုတိုက်ဖို့မှတ်ထားအသက်ရှင်လေးရဖန်ခဲ့ရမယ်အထူးသဖြင့်သူ့ဘေးကတတဝါလေးကိုပါတခါတည်းခေါ်လာခဲ့ဟုအမိတ်ထုတ်လိုက်လေတော့သည်ထန်ထန်ကမူသူမအားချောင်းမြောင်းနေသည့်အန်ရည်ကိုမသိဘဲစားစရာများကိုသာအာယုံရောက်နေသည်မြ မြန်းဈေးထဲမှာတကြားသည့်အေးရှိလာဟုစီနီယာများကိုအတင်းမင်းမြန်းနေသည်ရောက်ပြီဟုသူမကဝမ်းသာအားရအော်ဟစ်လိုက်တဲ့ချင်းရှစ်စေးကစီကားလာသည်အစင်းမြင့်တန်တတုရိုင်းတွေပါကြင်ကြံသူတွေအတွက်မရှိမဖြစ်ပဲတောက်တောက်ပြောင်ပြောင်ဝိညာဉ်ကြောက်လေးတစ်ခုကိုမြင်တော့အခါသဘောကျသွားသည်ဒါလေးကတောက်တောက်ပြောင်ပြောင်နဲ့လှလိုက်တာအောက်တန်းစားဝိညာဉ်ကြောက်တုံးပဲဈေးမစစ်ပါနဲ့ဟုဈေးတဲ့ကဆိုသည်ဝိညာဉ်ကြောက်တော့ငါမှမရှိဘူးဒါပေမဲ့ဒါလေးကအရန်ချိုတယ်ဒါနဲ့လဲလို့ရမလားဟုထန်ထန်ကသူမ၏အဖိုးတန်တကြားလုံးလေးကိုထုတ်ပြလိုက်သည်ဈေးတဲ့ကထန်ထန်အားတာမန်ကလေးမဟုတ်တော့တိုးတထေးလေးဟုချက်ချင်းပင်အကဲခတ်မိသွားပြီးရတာပေါ့သမီးလေးရဲ့ဒီချင်းကလေးလေးကိုလက်ဆောင်ပေးမယ်ဒါတွေအကုန်လုံးလဲလက်ဆောင်ပေးမယ်ဟုအယောင်ဆောင်ကောင်းပြကအကုန်ပေးလိုက်လေသည်နေမျိုးကြီးအချိန်ရောက်လာသဖြင့်စီနီယာများကထန်ထန်ကိုအတင်းခေါ်ကဂိုင်းတို့ပြန်ရန်ပြင်ဆင်ကြသည်လမ်းတွင်ထူးဆန်းသောအဖိုးအိုတူကထန်ထန်၏တကြားလုံးကိုထပ်မံလဲရန်ကြိုးစားလာတော့လဲစီနီယာများကအန်ရယ်ကိုရိမ့်မိသဖြင့်အမြန်ပင်ညင်းဆိုကထွက်လာခဲ့ကြသည်မြန်သွားရအောင်တခုခုတော့မှားနေတယ်လို့ပဲဘာမှလို့လဲထန်ထန်ကနားမလဲစွာမေးသည်ဘာမှမဟုတ်ပါဘူးထန်ထန်ညီမလေးတို့တွေမောင်မလာခင်ရှေ့ကဟေးဖုန်းလင်ကိုဖျက်သွားရမယ်ဟေးဖုန်းလင်တို့ရောက်တော့အခါလေပြင်းများကတဝူးတိုက်ခတ်လာပြီးထန်ထန်၏အချစ်တော်တရိษံလေးရွံမှာကြောက်လန့်တုန်ရင်နေသည်ရုတ်တရက်ပင်ရိမ်မင်းများကလမ်းကိုပိတ်ဆို့လိုက်သည်စီနီယာသူပဲဟိုတတဝါလေးလဲပါလာပြီးဟုလူဆိုးတဦးကအော်လိုက်သည်နင်တို့ကဘသူတွေလဲစီနီယာနှစ်ဦးကလက်နက်များကိုတင်းဆုပ်ကဟန်တာလိုက်တော့လဲလူဆိုးများကဂယုမဆိုင်ပေအသက်ချမ်းသာရချင်ရင်ဖယ်လိုက်စမ်းတို့လိုချင်တာကအဲ့ဒီကလေးနဲ့တရိษံလေးပဲလူဆိုးများကထန်ထန်ကိုဖမ်းဆီးရန်ကြိုးစားရင်သူမ၏အချစ်တော်ရွံကိုနှိပ်စက်လိုက်တော့အခါရွံဟုထန်ထန်ကအသေးရစွာအော်ဟစ်လိုက်သည်သူမ၏မျက်ဝန်းများအယောင်ပြောင်းသွားပြီးဒေါသကအထုပ်ထိပ်သို့ရောက်သွားသည်နင်တို့ရွံကိုနှိပ်စက်တဲ့လာထန်ထန်၏ကိုမထွက်ပေါ်လာသောအရှိန်ဝါကကောင်းကင်နမိတ်ကိုလှုပ်ခတ်သွားစေသည်လူဆိုးများမှာလှုပ်ရှား၍ပင်မရတော့ဘဲမြေပြင်ပေါ်သို့ဒူးထောက်ကြကုန်ကြသည်ဒါပါကြီးလဲဆရာကြီးအခြေအနေမဟန်ဘူးဒီကလေးကထူးဆန်းတယ်ဟုအလန့်တကြားအော်ဟစ်ကုန်ကြသည်ထိုခိုက်တွင်လေတုကိုဖျက်တမ်းကဂိုင်းချုပ်စုဦးလေးကြီးရောက်ရှိလာသည်သူ၏တည်ငြိမ်လှသောအရှိန်ဝါကလူဆိုးအလုံးကိုဖိနှိပ်ထားလိုက်သည်ဘသူကနင်တို့ကိုဒီလောက်တတိပေးလိုက်တာလဲဟုသူကအေးဆက်စွာမေးလိုက်သည့်လူဆိုးများမှာတေဘေးနှင့်ကြုံရသဖြင့်ပြတလဲတောင်းပန်ကြတော့သည်ဂိုင်းချုပ်အသက်ချမ်းသာပေးပါကျွန်တော်မျိုးတို့မျက်လုံးမရှိလို့မှားမိတာပါတယောက်ကပတ်စံပေးပြီးဒီကလေးနဲ့တတဝါလေးကိုဖမ်းခိုင်းလို့ပါကျွန်တော်မျိုးတို့ဘာမှမသိပါဘူးဟေးဖုန်းလင်ဤမြူမောင်များကြားတွင်ခေါင်းချုပ်စုဦးလေးကြီး၏ရုတ်တရက်ရောက်ရှိလာမှုကတေဘေးနှင့်ရင်ဆိုင်နေရသောထန်ထန်အတွက်မျှော်လင့်ချက်အလင်းရောင်ဖြစ်လာခဲ့သည်သို့တော့ထန်ထန်၏ဒေါသကြောင့်ပောက်ကွဲထွက်နေသောနတ်ဖျားစွမ်းအားများကိုထိန်းချုပ်နိုင်ရန်မှာမလွယ်ကူလှပေဦးလေးကြီးထန်ထန်သည်သူမကိုပွေ့ဖက်ထားသောရင်ခွင်ကျဲကြီးကိုမှတ်မိသဖြင့်အာကိုတကြီးခေါ်လိုက်သည့်ဘေးနားတွင်ဒဏ်ရာရနေသောတပည့်များကလည်းရွံတတိလစ်သွားပြီးဂိုင်းတို့ပြန်ရောက်သောအခါထန်ထန်မှာစွမ်းအားများကုန်ခန်းကတတိလစ်နေခဲ့သည့်အကြီးအကဲရိုးကသူမကိုစစ်ဆေးပြီးနောက်ဝိညာဉ်စွမ်းအားတွေကုန်ခန်းပြီးစိတ်ဝိညာဉ်တုံးလို့သွားတာပါဒါပေမဲ့ခန္ဓာကိုယ်ကတော့အကောင်းတိုင်းပါပဲအိပ်ရေးဝအောင်အိပ်ပြီးစိတ်ငြိမ်စေးရတောက်လိုက်ရင်ကောင်းသွားမှာပါမင်းကောဟုဂိုင်းချုပ်ကိုမေးလိုက်သည့်ကိစ္စမရှိဘူးဟုဂိုင်းချုပ်ကပြောတော့စွာဖြစ်သည်ထန်ထန်နိုးလာသည့်ဘေးတွင်အကြီးအကဲရွှရှိနေသည်ကိုမြင်သောအခါသူမပထမဆုံးမေးလိုက်သည်မှာမျက်နှာသေးဦးလေးကြီးကောဟုလေးဖြစ်သည်သူအနားယူနေရတဲ့ငြိမ်လေးနေဖို့လိုတယ်ဟုအကြီးအကဲကဖြေသည်ထန်ထန်သည်စိုးရင်တကြီးဖြစ်သူတန်ရာရသွားတာလားစိတ်ကိုအရင်တောက်လိုက်ပါဦးငါကြောင့်သူတန်ရာရသွားတာလားဟုကလေးပီပီစိုးရင်စိတ်ဖြစ်မေးမြန်းရှာသည်အကြီးအကဲရှိုးကအမှန်တိုင်းပင်သူ့ရဲ့ကျင့်စဉ်ကထူးခြားတဲ့မင်းကိုတွားခဲ့ဖို့အတွက်သူ့ရဲ့ဝေဒနာဟောင်းကိုပြန်နှိုးလိုက်တယ်လို့ဖြစ်သွားတာဟုပြောပြလိုက်သည်ကောင်းကောင်းအိပ်ပါအောင်ဟုအကြီးအကဲရှိုးကချုံမော့ပြောဆိုနေတော့လေထန်ထန်ကြီးစိတ်မှာမတည်ငြိမ်နိုင်တော့ပေသူမသည်အားရင်ကြီးနေစွာဖြင့်ဂိုင်းချုပ်ရှိရာအခန်းစီသို့တိတ်တဆိတ်ရောက်ရှိသွားသည်ဦးလေးကြီးတောင်းပန်ပါတယ်ရွံငါသွေးနဲ့ရနေတဲ့ဟုထန်ထန်ကတိုးညင်းစွာဆိုလိုက်သည်သူမ၏နုနယ်လာသောအာယုံခံစားမှုကဂိုင်းချုပ်၏ဖုံးကွယ်ထားသောဒဏ်ရာကိုသိရှိနေသည်ဦးလေးကြီးနေသွေးထွက်နေတာလားဂိုင်းချုပ်စုကသူမကိုမစိုးရိမ်စေရန်မျက်နှာသေးဖြင့်မဟုတ်ပါဘူးဟုညင်းဆိုသည်သို့တော်ထန်ထန်ကမူအရှုံးမပေးပဲလူလိန်ငါမြင်နေရတာပဲကိုဟုအော်ဟစ်လိုက်သည်ဂိုင်းချုပ်၏နှက်ခမ်းထောင်တွင်ကြံရစ်နေသောသွေးစလေးများကိုသူမမြင်တွေ့နေရခြင်းဖြစ်သည်ပြန်ပြီးအနားယူတော့ဟုဂိုင်းချုပ်ကတင်းမာစွာအမိတ်ပေးတော်လဲထန်ထန်ကမတော်ဘူးငါဒီမှာပဲနေမယ်
ငါနှင့်ကိုကြည့်ပေးမလို့လေတခုခုဖြစ်ပြီးသွေးတွေထက်အံလာရင်ဘယ်လိုလုပ်မလဲဟုဆိုကဂိုင်းချုပ်၏ဘေးတွင်ကတ်ထိုင်နေတော့သည်အကြီးကဲရှုကဂိုင်းချုပ်အားအသစ်ဖော်ဆက်ထားသည့်နေရှင်းစေလုံးကိုတိုက်ကျွေးကမှတ်ထားဟု9ရက်မပြည့်ခင်အထိစိတ်မဆိုးရဘူးဝိညာဉ်စွမ်းအားကိုတုံပြီးတိုက်ခိုက်တာမျိုးလုံးဝမလုပ်ရဘူးအဲ့ဒီကလေးအတွက်ဆိုရင်တော့မင်းကိုထိရမယ်ဟုလေးလေးနက်နက်မှကြားလိုက်သည်ဂိုင်းချုပ်သည်ခမ်းမစီသို့မသွားမီထန်ထန်အားလှုပ်ကြီးကဲနဲ့အတူပြန်သွားလိုက်ဟုဆိုသည်မပြန်ဘူးထန်ထန်ကကောင်းမှနေစေပင်ဂိုင်းချုပ်ကသူမ၏မျက်လုံးများကိုစိုက်ကြည့်ကစကားနားထောင်ဆန်းငါမြန်ပြန်လာခဲ့မယ်ဟုဂရီပေးလိုက်မှသာထန်ထန်လည်းတက်ပြင်းချကသဘောတူလိုက်တော့သည်မြန်ပြန်လာတော့အကြီးကဲရှုကထန်ထန်ကိုအခန်းသို့လိုက်ပို့ပေးရင်းလမ်းတွင်ထန်ထန်ကစိုးရိမ်တကြီးမေးမြန်းရှာသည်ဒါပေမဲ့ဦးလေးကြီးကငါ့ကိုကဲရင်တန်ရရတာလေသူကလူကောင်းကြီးပဲဟုသူမကဆိုသည်အရင်ပြန်နစ်ပါသူမြန်ပြန်လာမယ်လို့ပြောရင်ပြန်လာမှာပါဟုအကြီးကဲရှုကထန်ထန်ကိုချုံမော့ကအခန်းထဲသို့ခေါ်ဆောင်သွားသည်ရွှန်ချန်းကိုင်း၏စာတင်ဆောင်အတွင်း၌စွန်ဖိုးကြီးသည်အတစ်တက်လာသောတပည့်ငယ်များကိုဂိုင်း၏အခြေခံအကျဆုံးကျင့်စဉ်ဖြစ်သောဝိညာဉ်စွမ်းအားကိုကိုယ်ထဲတွင်းခြင်းအကြောင်းကိုလေးလေးနက်နက်တင်ကြားပြသနေသည်ဝိညာဉ်တွင်းနေဆိုတာကမ္ဘာလောကကြီးထဲမှာလွင့်မျောနေတဲ့ဝိညာဉ်ဓာတ်တွေကိုခန်းစားသိရှိဖို့ပဲခုအဖိုးကြီးကရှင်းပြနေစဉ်နောက်ဆုံးတန်းမှထန်ထန်ကမူပြင်းရစွာဖြင့်အသက်ရှူတာဘသူမဆိုလုတ်တတ်တာပဲဟာအဲ့ဒါကိုတင်နေရသေးတယ်ဟုအတန်ကြဲကြဲဖြင့်လှုပ်ခနဲပြောလိုက်သည်နောက်ဆုံးတန်းကကလေးမနင်ဘာလုတ်လိုက်တာလဲငါဘာမှမလုပ်ပါဘူးအသက်တစ်ချက်ပဲရှူလိုက်တာလေဟုထန်ထန်ကရိုးရိုးလေးပြန်ဖြေသည်တိုးတော်သူမ၏ထိုးအသက်တစ်ချက်ရှူမှုကအခြားတပည့်များ၏ဝိညာဉ်စီးဆင်းမှုကိုကမောက်ကမဖြစ်သွားစေသည်စွန်အဖိုးကြီးမှာဒေါသချောင်းချောင်းထွက်သွားပြီးနင့်ရဲ့အိမ်မွေးတရိษံလေးကိုချီပြီးနေရန်ကိုမျက်နှာမူပြီးအပြစ်ပေးခံလိုက်ဟုအော်ဟစ်ကထန်ထန်ကိုအပြစ်ပေးလိုက်လေတော့သည်စွန်အဖိုးကြီးစာတင်ခန်းမှခဏအထွက်တွင်ထန်ထန်သည်သူမ၏စော့ကစားလိုစိတ်ကိုမထိန်နိုင်ပဲကြောက်တင်ပုံပေါ်တွင်စူဦးလေးကြီးပုံကိုတက်ဆွဲတော့သည်ပုံမှာတွတ်လိမ့်နေတော့လဲဂိုင်းချုပ်၏အေးဆက်ဆက်မျက်နှာထားကိုဖော်ပြနေတကယ်သူရှိသည်အဖိုးကြီးပြန်ဝင်လာတော့အခါဂိုင်းချုပ်ကိုပြောင်းလောင်သည်ဟုယူဆကနင့်ကိုစီကံထိန်သိမ်းရေးခန်းမကိုပို့ပြီးအပြစ်ပေးရမယ်ဟုဆိုကသူမကိုဖမ်းရန်ပြေးလာသည်ထိုခိုက်တွင်ထန်ထန်ကကြောက်လန့်တကြားဖြင့်ရက်ဟုအော်လိုက်သည်သူသည်ထန်ထန်ကိုခေါ်ယူကဘာလို့ငါပုံကိုဆွဲတာလဲဟုမေးမြန်းသည်ထန်ထန်ကမျက်လုံးလေးကလည်းဖြင့်ဦးလေးကြီးမြန်နေကောင်းစေခြင်းလို့လေမေပြောဘူးတယ်နေမကောင်းရင်ယောဂကိုပုံဆွဲထုတ်လိုက်ရတယ်တဲ့ဦးလေးကြီးနေမကောင်းတော့ကမျက်နှာဖြူဖြောနေလို့ငါကကြောက်တင်ပုံပေါ်မှာကြည်ကောင်းအောင်ဆွဲပေးတာအဲ့ဒါဆိုယောဂကကြောက်ပြီးထွက်ပြေးသွားမှာပေါ့ဟုဖြူစင်စွာဖြေချလိုက်လေသည်ရှောက်မလုံးနဲ့ဟုစုမော့ယွန်ကအတန်ခတ်အေးအေးဖြင့်တားမြစ်တော်လဲထန်ထန်ကချက်ချင်းပင်ပြန်ချီပါသည်ငါရှောက်လို့တာမဟုတ်ဘူးငါတေးသေးချာချာဆွဲခဲ့တာထိုနေ့မှာပင်ရွှန်ချန်းကိုင်းတစ်ခုလုံးတို့ခေါင်းချုပ်၏အထူးအမိန့်ထုတ်ပြန်လိုက်သည်ဒီနေ့စာတင်ခန်းထဲမှာဖြစ်ခဲ့တဲ့ပုံဆွဲတဲ့ကိစ္စကကလေးတစ်ယောက်ရဲ့မတိနာမလဲပဲလုံးမိတဲ့အမှားသာဖြစ်ပါတယ်ဒါကြောင့်ဒီကိစ္စကိုဒီမှာရင်ရက်လိုက်တော့ဘယ်သူမှထပ်ပြီးစုံစမ်းတာမလုပ်ရဘူးမဟုတ်တဲ့သတင်းတွေကိုလည်းမဖြန့်ရဘူးထောက်ဖြတ်တဲ့သူကိုဂိုင်းကိုနှောက်ယှက်သူအဖြစ်အလေးနက်အေးအေးယူမယ်ဤအမိန့်ကြောင့်တပည့်များမှမပြောတော့ဘူးထားလိုက်ပါတော့ဟုဆိုကနှုတ်ပိတ်သွားကြတော့လဲစီတူကြီးကဲကမှုလက်မခံနိုင်ပေထိုညတွင်ထန်ထန်သည်သူမ၏အခန်းထဲတွင်ရှိနေစဉ်တငယ်ချင်းဖြစ်သူရှောင်းဟုကခိုးကြောင်ခိုးဝက်ဖြစ်ရောက်လာသည်ထန်ထန်ညီမလေးရှောင်းဟုဘာလို့ခိုးကြောင်ခိုးဝက်လုပ်နေတာလဲထန်ထန်ကတိကျင်စိတ်ဖြင့်မေးလိုက်သည်ငါမှသမီးကိုပြောစရာအရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်ငါဒီနေ့စီတူကြီးကဲကိုတွေ့ခဲ့တယ်ဟုစုဦးလေးကြီးကိုအမြဲဒုက္ခပေးတဲ့စိတ်ပုတ်အဖိုးကြီးလေဟုရှောင်းဟုကအတန်ကိုနှိမ်ကပြောပြသည်သူဘာလုပ်ပြန်ပြီလဲငါခိုးနားထောင်လိုက်တာတော့အဲ့ဒီကစီနီယာကပြောတယ်စီတူကြီးကဲကတခုခုကိုတိတိကျကျရှာနေတာတဲ့တနေကုန်ရှာနေတာဒါပေမဲ့ဘာရှာနေတာလဲဆိုတာတော့ငါတေချာမမြင်လိုက်ရဘူးဟုပြောပြနေသည်မေလုတ်ပေးတဲ့ရွမ်ဖန်ကိတ်လေးစားကျင်လိုက်တာနူးညံ့ပြီးမွေးနေတာပဲပြီးတော့ချုံမြိန်နဲ့တစ်ခွန်းနဲ့လေးလဲပါသေးတယ်ဟုသူမကတယောက်တည်းရေရွတ်နေမိသည်မိဖို့ချောင်းတာဝန်ခံဦးလေးကြီးကထန်ထန်ကိုမြင်တော့အခါပြုံးလျက်ထန်ထန်ရောက်လာပြန်ပြီလားဒီနေ့ရောဘာကူလုပ်ပေးချင်လို့လဲဟုနှုတ်ဆက်သည်ထန်ထန်ကမျက်လုံးလေးကလည်းဖြင့်ဦးလေးကြီးသမီးရွမ်ဖန်ကိတ်စားချင်လို့ဟုပူစာတော့သည်တိုးတော့ဦးလေးကြီးမှနားမလည်နိုင်ပဲရွမ်ဖန်ကိတ်ငါတို့စီမှာအဲ့ဒီနီးလမ်းမရှိပါဘူးအဲ့ဒါကဘလို့ပုံစံလဲဟုပြန်မေးရသည်အဖြူရောင်လေးတစ်ချက်ချင်းစီအချက်လေးတွေဖြစ်ပြီးတော့ချိုလေးစားလိုက်ရင်စိတ်ထဲမှာအရန်နေလို့ကောင်းသွားတာဟုထန်ထန်ကလက်ဟန်ချီဟန်ဖြင့်ရှင်းပြတော့သည်ဦးလေးကြီးကခွင့်ပြုလိုက်သည်နှင့်ထန်ထန်သည်မိဖို့ချောင်းထဲသို့တက်ကြွစွာဝင်ရောက်သွားပြီးသူမမြင်သမျှအမေများကိုစတင်ရောဆက်တော်သည်ဒါလေးသုံးမယ်ပြီးတော့ဟိုအဖြူရောင်မုတ်ရယ်ဟိုတောက်ပြောင်အည်လေးရယ်ထင်မယ်နောက်တစ်ဆင့်မှာမုံသားကိုအချက်လေးများဖြစ်အောင်လှီးရန်ဖြစ်သည်နောက်တစ်ဆင့်ကအချက်လေးတွေလှီးရမယ်သမီးလိမယ်ဟုဆိုကဓာတ်ကိုကိုင်းလိုက်သဖြင့်ဦးလေးကြီးမှာသမီးလေးရယ်လက်မထိစေနဲ့ဦးဟုစိုးရိမ်တကြီးတားမြစ်ရသည်မကြမီမိဖို့ကြောင့်တစ်ခုလုံးတွင်ထူးခြားဆန်းပြပြီးမွေးပြန့်လာသောရနက်တစ်ခုလွှမ်းခြုံလာသည့်အပြင်မှဖြတ်သွားသောတပည့်များပင်ဘာနဲ့လေးလဲအရန်မွေးတာပဲထန်ထန်တစ်ခုထက်လုံနေပြန်ပြီလားဟုစူးစမ်းကြသည်ထန်ထန်ကမိဖို့ကိုစောင့်ကြည့်ရင်ခဏလောက်ပေါင်းရအောင်မယ်စောင့်ဦးနော်တေချာပေါက်စားလို့ကောင်းမှာရွံခဏနေရင်သမီးကိုတစ်ချက်ပေးမယ်နော်ဟုသူမ၏အိမ်မွေးတိရစ္ဆာန်လေးကိုဂတိပေးနေသည်ကဲရပြီငါမြည်ကြည့်အောင်မယ်ဟုထန်ထန်ကဝမ်းသာအားရဆူလိုက်တော့အခါဦးလေးကြီးကပူတယ်နော်ဦးလေးကင်ပေးမယ်ဟုဆိုကမုံပေါင်းအိုးထဲမှထန်ထန်၏ရွံဖန်ကိတ်အတစ်ဆက်လေးကိုထုတ်ယူလိုက်ပါတော့သည်ထန်ထန်၏ရွံဖန်ကိတ်လေးသည်အောင်မြင်မှုရရှိခဲ့ပြီးမိဖို့ကြောင့်မှဦးလေးကြီးပင်ချီးကျူးရသည်သို့သောထန်ထန်ကပို၍ကောင်းမွန်သောအရာသာကိုရရှိရန်အတွက်မိဖို့ကြောင့်ဦးလေးကြီး၏လမ်းညွှန်ချက်အတိုင်းတောင်နောက်ဘက်သို့ထွက်လာခဲ့သည်တောင်နောက်ဘက်မှာတာမန်ထက်10ဆလောက်ပူချိုတဲ့ဝိညာဉ်များ၏ရှိတယ်ဟုထိုဦးလေးကြီးကပြောခဲ့သည်ထန်ထန်သည်သူမ၏အဖေမွန်ရွံကိုခေါ်ဆောင်ကပြားရည်သွားယူခဲ့သည်ရွံကြည့်စမ်းမကြောက်နဲ့ငါသူတို့ကိုမောင်းထုတ်လိုက်ရင်ပြားရည်ကတို့အတွက်ဖြစ်သွားပြီသို့တော့ပြားအောင်ကိုချင်းကပ်လိုက်သည်နှင့်ပြားများမှာပုံမှန်ထက်ပို၍ကြမ်းတမ်းစွာဝိုင်းအောင်တိုက်ခိုက်တော်သည်ရွံမြန်ပြေး
ပုံးနေလိုက်ဟုထန်ထန်ကအော်ဟစ်တော်လဲနောက်ကျသွားခဲ့ပြီဖြစ်သည်ရွံသည်ပြားအုပ်ကြီးအလဲတွင်ပိတ်မိကအစိတ်ဆူးများဖြင့်အထိုးခံလိုက်ရတော့သည်ရွံငါ့ကိုမချောက်ပါနဲ့တတိထားပါဟုထန်ထန်သည်တတိလစ်သွားသောရွံကိုပွေ့ချီကငိုယိုနေစဉ်ခေါင်းချုပ်ဆုမောရွံရောက်ရှိလာသည်မျက်နှာသေးဦးလေးကြီးရွံကပြားတွေအများကြီးအကိုက်ခံလိုက်ရတယ်သူမလုပ်တော့ဘူးဟုထန်ထန်ကတုံရီစွာပြောပြသည်ခိုင်းချုပ်သည်ချက်ချင်းပင်လှို့အကြီးကဲစီတို့ခေါ်ဆောင်သွားတော့သည်လှို့အကြီးကဲကရွံကိုစစ်ဆေးပြီးနောက်မျက်နှာပြတ်သွားသည်ဒါကတမင်လှုပ်ထားတဲ့လက်ရပဲပြားစိတ်တင်မဟုတ်ဘူးပြားစိတ်ထဲမှာရွေဟုံးမြက်အရည်တွေရောနေတယ်ဒီအပင်ကတားရဲတွေရဲ့စိတ်ရိုင်းကိုကြွစေတယ်အထူးသဖြင့်ဝိညာဉ်သားရဲ့ကလေးငယ်တွေအတွက်အစိတ်က10ဆလောက်ပြင်းသွားတာတမင်လောက်တာလားထန်ထန်မှာအံ့ဩသွားသည်ရွေဟုံးမြက်မှာတောင်နောက်ဘက်တွင်မပေါက်ဖဲတယောက်ကတမင်အရင်ညစ်ကပြားအောင်တွင်လာတုတ်ထားခြင်းဖြစ်သည်ထန်ထန်ကသူမကိုမိဖို့ချောင်ဦးလေးကြီးကလွတ်လိုက်ခြင်းဖြစ်ကြောင်းပြောပြသောအခါရွံသည်သူမ၏ထူးခြားသောခန္ဓာကိုယ်ကြောင့်အသက်ဘေးမှလွတ်မြောက်နိုင်တော်လဲအစိတ်ပမာဏမှာများလွန်းလာသည့်ရက်အနှဲငယ်တော့ငြိမ်ငြိမ်လေးအနားယူရမယ်ငါအစွမ်းကုန်ကြိုးစားပေးပါမယ်ဟုလှို့ကြီးကဲကဂရီပေးသည်ထန်ထန်သည်ရွံ၏ဘေးနားတွင်ထိုင်ကားလှို့မှရွံကိုတေချာပေါက်ကဲပေးပါနော်ရွံမကြောက်နဲ့နော်ငါဒီမှရှိတယ်ဟုဆိုကမျက်ရည်များကြားမှအားပေးနေမိတော့သည်ရွံလေးပြားစိတ်မိခဲ့သည့်ကိစ္စနှင့်ဂိုင်းတွင်ဖြစ်ပျက်နေသောရှုပ်ထွေးမှုများကြောင့်ထန်ထန်၏စိတ်ထဲတွင်မတင်မကျဖြစ်နေရှာသည်သူမသည်ဂိုင်းချုပ်ဆုမော့ရွံ၏အနားသို့တိုးသွားကစိုးရိမ်တကြီးမေးလိုက်သည်ဦးလေးကြီးငါကတကယ်ပဲဒုက္ခပေးတဲ့သူဖြစ်နေတာလားငါကြောင့်ပဲရွှေရှားကိုင်းကတိုက်ခိုက်လာတော့မှလားဆုမော့ရွံကတည်ငြိမ်စွာဖြစ်ပင်မဟုတ်ပါဘူးသူတို့ကလောဘတက်နေကြတာဒီရက်ပိုင်းအဆောင်ထဲမှာပဲနေအပြင်ကိုရှောက်မသွားနဲ့ဟုသူမကိုဘေးကင်းရာ၌သာပုံနေစေခြင်းသည်တိုးတော်ထန်ထန်ကမူလက်မခံပေမနေဘူးငါပုံမနေခြင်းဘူးငါကူညီခြင်းနဲ့ငါကအရန်တော်တာလူဆိုးတွေကိုလည်းရိုက်နိုင်နေပြီးတော့စံပြုတ်လဲချက်တက်သေးတယ်ငါကူညီမှာပဲမဟုတ်ရင်လူတွေကငါ့ကိုဒုက္ခပေးတဲ့သူလို့ပြောကြလိမ့်မယ်ဟုခေါင်းမာစွာဆိုလိုက်တော့အခါခိုင်းချုပ်မှာအလျှော့ပေးလိုက်ရပြီးဒါပေမဲ့ပြဿနာမရှာနဲ့ဟုခွင့်ပြုလိုက်ရတော့သည်ထန်ထန်သည်သူမ၏တငယ်ချင်းရှောင်းဟုကိုခေါ်ဆောင်ကရှို့ကြီးကဲရှိရာစေးဖို့စခန်းသို့ရောက်လာသည်အလုရှုံနေမှတို့ကကူညီရမှာပေါ့ဟုဆိုကအတင်းဝင်သွားသည်ရှို့မငါကူညီမလို့လာတာမိထိန်တာကိုငါတက်တယ်အရင်တုန်းကမိနဲ့ခဏခဏဆော့ပူတယ်ဟုဆိုကမိဖို့အနာသို့တိုးသွားသည်စေးဖို့ဆက်ရတွင်မိထိန်ကြီးချင်းမှာအလွန်ရေးကြီးသဖြင့်အနာရှိစီနီယာများမှာထိတ်လန့်သွားကြသည်သို့တော်ထန်ထန်ကမူသူမ၏ထူးခြားသောအာယုံဖြင့်မိကိုစတင်ထိန်ချုပ်တော်သည်ထန်ထန်မိထိန်ကြီးလိုက်ပြီးနောက်ထွက်ပေါ်လာသောဆေးလုံးများမှာပုံမှန်နှင့်မတူတော့ပေရှို့ကြီးကဲကဆေးလုံးကိုစစ်ဆေးကြည့်ပြီးနောက်အံ့အားသင့်သွားသည်ဆေးအာနိသင်တွေအကုန်ပြောင်းကုန်ပြီးဒဏ်ရာကုသတဲ့အာနိသင်လုံးဝမရှိတော့ဘူးဒါပေမဲ့ဒါကိုတောက်လိုက်ရင်စိတ်ပျော်ရွှင်လာပြီးမအောက်နိုင်ပဲရဲချင်လာတယ်လို့ပဲဒါကဘာဆေးလုံးလဲထန်ထန်ကဂုံယူစွာဖြင့်ဟာဆေးလုံးလေးစားလိုက်ရင်ဟာနဲ့ရေရတဲ့ဆေးလုံးတော်တယ်မလားစိတ်မချမ်းသာတဲ့အချိန်မှာရေလိုက်ရင်ဒဏ်ရာတွေလည်းမြန်မြန်တက်တာသွားမှာပေါ့ဟုဖြေလိုက်သည်ဒဏ်ရာကုဆေးများကိုရေမောစေသောဆေးလုံးများအဖြစ်ပြောင်းလဲပစ်လိုက်သည့်ထန်ထန်၏လက်ရကြောင့်ရှို့အကြီးကဲမှာစိတ်ညစ်ရမည်လားရေရမည်လားမဝေခွဲနိုင်အောင်ဖြစ်သွားတော့သည်နေတာသောနေ့တစ်နေ့တွင်ထန်ထန်သည်သူမ၏သားရဲ့တငယ်ချင်းလေးများကိုမုံကျွေးရင်ချော့မော့နေသည်မကြောက်ပါနဲ့ငါနင်တို့ကိုမရိုက်ပါဘူးစားလို့ကောင်းတယ်မလားဟုဆိုကဂယုဆိုင်နေစဉ်သူမ၏နောက်လိုက်ဖြစ်သူကတရင်တစ်ခုလာပေးသည်ထန်ထန်ခေါင်းဆောင်ကြီးဝိညာဉ်သားရဲ့ဥယျင်ကစီနီယာရှုပ်ပြောတာတော့အခုတလောဥယျင်ထဲမှာသားရဲလေးတွေအတွက်လှုပ်ထားတဲ့နှုတ်ခဲတွေကိုခိုးစားတဲ့အကောင်ရှိနေတယ်တဲ့ဖန်တော့မမိသေးဘူးစီနီယာရှုပ်ကတော့တအားစိတ်တူနေတာပဲထန်ထန်ကမျက်မှောင်ကျုပ်ကဘသူကခိုးစားတာလဲဟုမေးနေစဉ်သူမဘေးမှရွံလေးကကနာမငြိမ်ဖြစ်လာသည်တစုံတစ်ယောက်ကချောင်းကြည့်နေတကယ်သူခံစားရသဖြင့်ထန်ထန်ကရွံမကြောက်တဲ့လူဆိုးကခိုးကြည့်နေတာကိုနောက်တစ်ခါတွေ့ရင်တော့တေချာပေါက်ရိုက်ပစ်မယ်ဟုကျင်းဝါလိုက်သည်ထိုအခိုက်တွင်ဂိုင်းချုပ်စုမော့ရွံရောက်ရှိလာပြီးမင်းသူတို့ကိုမနိုင်ပါဘူးဟုခက်အေးပြောလိုက်သည်ထန်ထန်ကချက်ချင်းပင်ပြန်ချေပသည်အခုမနိုင်လဲနောက်ကျရင်နိုင်မှာပေါ့ပြီးတော့ငါမှရွံရှိတယ်ရွံကအရန်တော်တာစုမော့ရွံသည်ရွှေရှားကိုင်း၏အနေရကိုစိုးရိမ်သဖြင့်ထန်ထန်ကိုတတိပေးသည်ဒီရက်ပိုင်းတယောက်တည်းဝေးမသွားနဲ့အပြင်သွားချင်ရင်လေရှောင်ဟုကိုအဖို့ခေါ်ဒါမှမဟုတ်ငါ့ကိုပြောထန်ထန်ကစိုးရိမ်တကြီးဖြင့်မျက်နှာသေးဦးလေးကြီးလူဆိုးတွေအများကြီးထက်လာဦးမှာလားဟုမေးရစုမော့ရွံကငါဖြေရှင်းလိုက်မယ်ဟုအတူချုံးဖြေကထွက်ခွာသွားသည်ထန်ထန်သည်ဦးလေးကြီးအတွက်စိတ်ပူပေးရင်အိမ်ငိုက်လာသဖြင့်ခိတ္တမေးဆက်လိုက်တော်သည်ထန်ထန်နိုးလာသောအခါဂိုင်းသားများအလုရှုံနေကြသည်ကိုတွေ့ရသည်ထန်ထန်လေးပါလားနောက်ရက်အနှဲငယ်ဆိုရင်တိုးရွှန်ချန်းကိုင်းရဲ့10နှစ်တစ်ကြိမ်ကျင်းပတဲ့တောင်ဖွင့်ပွဲတော်ရှိတယ်လေအဲ့ဒါအတွက်ပြင်ဆင်နေကြတာထန်ထန်သည်ပွဲတော်ဟူသောစကလုံးကိုကြားသည်နှင့်မျက်လုံးများတောက်ကလာသည်ပွဲထန်ထန်သည်ပွဲတော်ဟူသောစကလုံးကိုကြားသည်နှင့်မျက်လုံးများတောက်ကလာသည်ပွဲတော်စားစရာတွေအများကြီးရှိလားစီနီယာများကထန်ထန်ကိုဝိုင်းဝန်းမြောက်ပင်ကြသည်စားစရာတွေလည်းအများကြီးရှိတယ်ပြပွဲတွေလည်းပါတယ်လေသမီးကတို့ကိုင်းမှာနာမည်ကြီးပဲဟာပြန်ပွဲအတွက်ပြကွက်တစ်ခုလောက်ပြင်ထားပါလားအရင်တစ်ခါကကြောက်စက်ကူကက်ကြီးနဲ့စီနီယာဝန်ရဲ့ဓာတ်ကွက်ကိုဖျက်လိုက်တာတောင်လူပြောများနေတော့မယ်ထန်ထန်သည်ခဏမျှစဉ်းစားပြီးနောက်ပြကွက်လားဟိုကျိုးကြငှက်လေးတွေကတလူမျိုးလားဟုမေးသည်ကျိုးကြအကကိုကြည့်လို့လျင်ဝိညာဉ်သားရဲ့ဥယျာဉ်သို့တွားကြည့်ရန်စီနီယာများကအကြံပေးကြသည်သမီးကမယ်ဆိုရင်တော့ကျိုးကြတွေထက်ပိုလာမှတေချာတဲ့ဟူသောစကားကြောင့်ထန်ထန်လေးစိတ်အားထက်သန်သွားသည်ဒါဆိုရင်ငါကမယ်ငါနဲ့ရွံနဲ့အတူတူကကြမယ်ထန်ထန်လေးသည်ရွံကိုခေါ်ကာကျိုးကြငှက်များ၏အကအလှကိုအတူယူရန်ပြင်ဆင်တော့သည်ရွံမင်းကငါနောက်ကလိုက်လို့ရမယ်တော်တို့တွေအတော်ဆုံးဖြစ်ရမယ်ဟုဆိုကာပွဲတော်နေ့အတွက်စတင်လေ့ကျင့်ပါတော့သည်ပွဲတော်မတိုင်မီရက်များတွင်ထန်ထန်သည်ရွံကိုခေါ်၍အပြင်းထန်လေ့ကျင့်ခဲ့သည်ရွံငါကိုကြည့်ပြီးလိုက်လို့ဟုတ်တယ်အဲ့ဒီလိုမျိုးတောင်ပန်ခတ်ပြီးတပတ်လေလိုက်အားငါလိုမျိုးခုံရမှလေဟုဆိုကာတင် जा ပေးနေသည်သို့တော့ရွံမှာအကသမားထက်ဘောလုံးနှင့်ပိုတူနေသဖြင့်ကြည့်နေသောတပည့်များကရွံကဘောလုံးလိုလိမ့်နေတာပဲကျိုးကြတာအဲ့ဒီလိုကရင်ပြုတ်ကြကုန်မှကြားလာပြီးဟုရေမောကြသည်ထန်ထန်ကမူစိတ်မပြတ်ပဲမရင်နဲ့တို့ကဒါခစ်တစ်ကျိုးကြကကျင့်နေတာ
ပွဲတော်နေကြရင်မျက်နှာသေးဦးလေးကြီးကိုပြောအောင်လုပ်ပေးမယ်ဟုကြုံဝါခဲ့သည်နောက်ဆုံးတွင်ပွဲတော်နေသို့ရောက်ရှိလာသည်ထန်ထန်တို့အလှည့်ရောက်ခါနေတွင်ရွံတို့အလှည့်ရောက်တော့မယ်ငါအလှဆုံးဖြစ်အောင်ကပြမယ်ဟုပြင်ဆင်နေစဉ်ရုတ်တရက်ကောင်းကင်ယံမှမှောင်တိကျသွားသည်ဘာဖြစ်တာလဲငါမျက်လုံးတွေဘာမှမမြင်ရတော့ဘူးဟုတပည့်များအော်ဟစ်လာကြသည်ဝိညာဉ်စွမ်းအားများကမောက်ကမဖြစ်ကလူအများပြားအစိတ်မိပြီးလဲကြကုန်သည့်ခိုင်းတွင်းရှိဆရာများကအစိတ်မိတဲ့သူတွေကိုဘေးဆောင်လဲထားပြီးနှလုံးသွေးကြောကိုအရင်ကာကွယ်ထားဟုအော်ဟစ်ကကဲတင်နေရတော့သည်ထိုရှုပ်ထွေးမှုကြားတွင်ရွှေရှားကိုင်းမှလူသက်သမားများပေါ်လာသည်၄ယောက်တင်မကပဲအုပ်စုလိုက်တိုက်ခိုက်လာခြင်းဖြစ်သည်ခိုင်းချုပ်စုမော့ရွံသည်ထန်ထန်နှင့်တပည့်များကိုကာကွယ်ရင်းရန်သူများကိုနှိမ်နှင်းသည်သို့တော်ရန်သူမှရုပ်မှလာသည်ဦးလေးကြီးလက်ကထန်ထန်ကထိတ်လန့်တကြားအော်လိုက်သည်စုမော့ရွံ၏လက်မောင်းတွင်သွေးမီးများစီးကျနေပြီးအစိတ်ကတကူလုံးသို့ပြန့်နှံ့ရန်ကြိုးစားနေသည်မလုံနဲ့အစိတ်ကိုထိန်းချုပ်လို့ရသေးတယ်ဟုသူကတင်းငိမ့်စွာဆိုတော်လဲအခြေအနေမှာအလွန်စိုးရိမ်ရသည်လျှို့အကြီးကဲကဒဏ်ရာကိုစစ်ဆေးပြီးနောက်မျက်နှာဖြူလျော့သွားသည်ဒါရွှေရှားကိုင်းရဲ့အချီကူရှားစိတ်ပဲဝိညာဉ်မှုနှက်ခံထားရတာဆိုတော့အခက်တွေ့ပြီးဒီအစိတ်ကကြောရိုးနဲ့ဝိညာဉ်စွမ်းအားတွေကိုတိုက်စားတာရှင်းကျင်ထားတဲ့အေးတက်ကျင့်စဉ်နဲ့စန့်ကျင်ဘက်ဖြစ်နေလို့ခန္ဓာကိုယ်ကိုစက်တိုက်စားနေလိမ့်မယ်ထန်ထန်သည်သူမ၏ဦးလေးကြီးဒဏ်ရာရသွားသည်ကိုကြည့်ကရင်ထဲတွင်စိုးနေနေမိသည်ဦးလေးကြီးအယမ်းနာနေလားငါသာကမကခဲ့ရင်ငါသာပြန်ပွဲမဝင်ခဲ့ရင်ခုသူမကိုသူမအပြစ်တင်နေမိသည်အန်ဤရင်ထဲတွင်စိုးနေသွားကမျက်ရည်များဝဲတက်လာသည်အကုန်လုံးကငါအမားတွေပါငါသာပွဲမှာဝင်မကခဲ့ရင်ရွံသာအစိတ်တွေကိုမျိုးမချခဲ့ရင်ဦးလေးကြီးဒီလိုဖြစ်မှာမဟုတ်ဘူးဟုဆိုကနောင်တကြီးစွာဖြင့်ငိုကြွေးနေမိသည်ခုသူမ၏စိတ်ထဲမှအပြင်းထန်တောင့်တလိုက်သောအခါသူမ၏မျက်ဝန်းမှကျလာသောမျက်ရည်စက်များသည်စုမော့ရွံ၏ဒဏ်ရာပေါ်သို့ကျရောက်သွားပြီးအံ့ဩဖွယ်ဆူရှာသောအလင်းတန်းများထွက်ပေါ်လာတော့သည်အမဲရောင်အစိတ်ခိုးဝေများမှထန်ထန်၏စွမ်းအားအောက်တွင်တဖြည်းဖြည်းပျောက်ကွယ်လာသည်ထန်ထန်လေးသည်မောပန်းသွားတော်လဲဦးလေးကြီးနေကောင်းသွားမှာပါတော်ဟုဂယုတဆိုင်မင်းမြန်းရှာသည်စုမော့ရွံသည်သူ၏ကိုယ်ထဲမှအစိမ်များပြေးလျှော့သွားသည်ကိုခံစားရသဖြင့်ထန်ထန်ကိုကျဉ်းနာစွာကြည့်လျက်ကောင်းသွားမှာပါသမီးကြောင့်တေချာပေါက်ကောင်းသွားမှာပါဟုဂတိပေးလိုက်ပါတော့သည်ထန်ထန်သည်ဂိုင်းတွင်ဖြစ်ပျက်နေသောတင်းမာမှုများကိုကြည့်ကာသူမကြောင့်ရန်ဖြစ်ကြမိကိုစိုးရိမ်နေရှာသည်ရွံသူတို့ကငါကြောင့်ရန်ဖြစ်ကြတော့မှာငါကူညီပြီးတိုက်ပေးလို့ရတယ်ငါကအရန်တော်တာဟုဆိုကာကူညီခြင်းစိတ်များပြင်းပြနေသည်ဂိုင်းချုပ်စုမော့ရွံကထန်ထန်ကိုအနာသို့ခေါ်ကာသူမ၏မွေးရပါစွမ်းအားများကိုထိန်းချုပ်နိုင်ရန်တင် जा ပေးတော့သည်တမီးရဲ့ကိုယ်ထဲမှာပုံမှန်ခံစားနေရတဲ့ပူနွေးနွေးနဲ့အပြင်ကိုထွက်ချင်နေတဲ့ခံစားချက်မျိုးရှိတယ်မလားအဲ့ဒါကိုအပြင်ထုတ်ဖို့စူးစမ်းကြည့်ထုတ်လိုက်စမ်းထန်ထန်လေးသည်အာတင်းကစူးစမ်းတော်လဲစွမ်းအားများကပယံပါတာဖြစ်နေသည်သူကသမီးစကားကိုနားမထောင်ဘူးဟုစိတ်ပြက်လက်ပြက်ဆူရှာသည်စုမော့ရွံကစိတ်ရှည်စွာဖြင့်မလောနဲ့ဒီနေရာလေးမှာပူပေါင်းမှုနေတယ်လို့မျိုးခံစားကြည့်ဟုလမ်းညွှန်လိုက်တော့အခါမှာထန်ထန်သည်သူမ၏ကိုယ်ထဲမှာစွမ်းအားများလှုပ်ရှားလာသည်ကိုခံစားလိုက်ရသည်အားသူလှုပ်လာပြီးဟုဝမ်းသာအားရအော်ဟစ်လိုက်တော့သည်လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းထန်ထန်သည်သူမ၏မိသားစုကိုတတိယသွားကတကယ်လို့သမီးရဲ့ဖေဖေကိုရှာမတွေ့ရင်ဘယ်လိုလုပ်မလဲဟုမေးခွန်းထုတ်လာသည်စုမော့ရွံကဘာပြန်ပြောရမှန်းမသိခင်မှာပင်ထန်ထန်ကဆက်ပြောလိုက်သည်ဒါဆိုရင်ဦးလေးကြီးကပဲသမီးရဲ့ဖေဖေလုပ်ပေးလေဦးလေးကြီးကသမီးစိတ်ကူးထားတဲ့ဖေဖေထက်တောင်ပိုတော်သေးတယ်သူမ၏အပြစ်ကင်းစင်ပြီးရိုးသားလာသောစကားကြောင့်ဂိုင်းချုံမှာအံ့ဩသွားရတယ်လို့ဘေးမှနားထောင်နေသောရွံလေးမှမှုအားမရဘူးဟုဆိုကကန့်ကွက်သည့်အလားအော်ဟစ်လိုက်သဖြင့်ရေစရာမြင်ကွင်းလေးဖြစ်သွားတော့သည်ထိုအချိန်တွင်ထန်ထန်၏တငယ်ချင်းဖြစ်သူရှောင်ဟုသည်သူ၏ဖခင်ဝတ်ထားသောဝိညာဉ်တစ်တီးများကိုခိုးယူကရောက်ရှိလာသည်ထန်ထန်ကောင်းဆောင်ကြီးဒါကငါယူလာတာငါအဖေဝတ်ထားတဲ့ဝိညာဉ်တစ်တီးလေးအရန်ချူတာပဲငါမုတ်တချို့လည်းလုပ်ခဲ့တယ်စပွဲပေါ်တွင်ဝိညာဉ်တစ်တီးကြီးများကျဲမုံစီးသည်များနှင့်မှုပြက်လာသောမုံများစုံလင်နေသည်ထန်ထန်သည်သူမ၏တငယ်ချင်းများကိုစေတနာပြည့်ဖြင့်ကျွေးမွေးတော့သည်ရှုပ်အမစားဦးရှောင်ဟုလည်းစားပြီးရင်ခွန်အားတွေအများကြီးရှိလာမှာစားဆိုစားလိုက်စမ်းပါငါကကောင်းဆောင်ပဲဟာကိုသူမသည်ခိုင်းချုပ်ကိုလည်းလစ်လူမရှိပဲဦးလေးကြီးရော့ဒီမာလာထိုင်ဦးဟုဆိုကဝိုင်းထဲသို့ဆွဲသွင်းလိုက်သည်ရှုပ်အမကလှုပ်ပေးသောစားစရာများရှောင်ဟုယူလာသောဖြော်ရည်များနှင့်ထန်ထန်၏မုံများဖြင့်ခိုင်းချုပ်နှင့်ကလေးတတိုက်မှပျော်ရွှင်စွာထမင်းလက်ဆောင်စားနေကြတော့သည်ထန်ထန်သည်ရှောင်ဟုယူလာသောဝိညာဉ်တစ်တီးရည်ကိုတငုံတောက်လိုက်ပြီးမေမေလှုပ်ပေးတဲ့ရွမ်းဖန်ကိတ်နဲ့တော့မတူဘူးဒါကတမျိုးစားလို့ကောင်းတာဟုမှတ်ချက်ချလိုက်သည်သူမကရှောင်ဟုကိုကြည့်ကရှောင်ဟုမင်းအဖေဝတ်ထားတဲ့တစ်တီးရည်ကတောက်လို့ကောင်းလားဟုမေးရရှောင်ဟုကမျက်နှာငယ်လေးဖြင့်ကောင်းတယ်ဒါပေမဲ့မနှက်ဖြန်ငါအဖေတီးသွားရင်တော့ငါ့ကိုရိုက်တော့မှတေချာလဲဟုပြန်ဖြေရှာသည်ထန်ထန်ကခေါင်းဆောင်ပြီးသက်စွာဖြင့်ရင်ဘတ်ကိုပုတ်ကာမကြောက်နဲ့ငါကာကွယ်ပေးမယ်ဟုအားပေးလိုက်သည်သူမသည်ဘေးတွင်ထိုင်နေသောဂိုင်းချုပ်ကိုလည်းဦးလေးကြီးကမစားဘူးလားအရန်ချိုတာပဲနော်ဟုတွားရောက်ပူစာနေသေးသည်စုမော့ရွံကကျင်နာစွာဖြင့်ခဏနေမှစားမယ်ဟုပြန်ပြောစဉ်လျှို့ကြီးကဲကဖြည်းဖြည်းတောက်ဦးဝိညာဉ်စွမ်းအားကနူးညံ့ပေမဲ့တမိအတွက်တော့ပြင်းထန်နေဦးမယ်ဟုတတိပေးရှာသည်တတိရဲ့အရှိန်ကြောင့်လားမသိထန်ထန်လေးသည်သူမ၏လှုပ်ဝက်ချက်များကိုစတင်ဖွင့်ထားတော်သည်ငါနင်တို့ကိုပြောပြမယ်ငါအရင်ကနက်ပြည်မာတော့ကအရန်တော်တာကျိုးကြငှက်တွေကိုလည်းလိုက်ဖမ်းတယ်နက်သီးတွေကိုလည်းခိုးစားဘူးတယ်ရှောင်းဟုမှာအံ့ဩလွန်သဖြင့်ထန်ထန်နင်းတကယ်တော်တာပဲဟုချီကျူးရှာသည်ထန်ထန်ကပို၍ကြွကငါကဥယျင်ဆောင်လက်စစ်တီကြီးကိုတောင်လက်သီးတစ်ချက်တည်းနဲ့ထိုးလွတ်လိုက်တာလေဟုဆိုကလက်သီးလေးဖြင့်ဟန်ရေးပြလိုက်သည်ထိုအခါဘေးမှနားထောင်နေသောလျှို့ကြီးကဲကပြုံးလျက်ထန်ထန်အဲ့ဒါနက်စစ်တီမဟုတ်ဘူးနက်အရာရှိကြီးဖြစ်မှာပါဟုပြင်ပေးလိုက်သဖြင့်အားလုံးရေမောလိုက်ကြရသည်ပျော်ရွှင်စရာအချိန်များကုံဆုံးသွားပြီးနောက်ရှောင်းဟုမှာမျက်လုံးလေးများဆင်းလာကခေါင်းဆောင်ကြီးငါပိုက်စာမဟုတ်ဘူးအိတ်ချင်လာပြီးအချိန်လဲနောက်ကျနေပြီဟုဆိုကနှုတ်ဆက်သည်လျှို့ကြီးကဲကမနှက်ဖြန်ကိစ္စတွေရှိသေးတယ်ရှောင်းဟုငါမင်းကိုလိုက်ပို့ပေးမယ်ဟုဆိုကကလေးများကိုအနားယူရန်ခေါ်ဆောင်သွားတော့သည်ဟုတ်ကဲ့ခေါင်းဆောင်ကြီးစုကောင်းချုပ်ကျွန်တော်သွားတော့မယ်တော့ရှောင်းဟုမနှက်ဖြန်မှတွေ့မယ်ဟုအော်ဟစ်နှုတ်ဆက်ကသူတို့ထွက်ခွာသွားကြသည်ခမ်းမထဲတွင်ထန်ထန်နှင့်ဂိုင်းချုပ်စုမော့ရွံတို့နှစ်ယောက်တည်းကြံခဲ့သည်ထန်ထန်သည်မနှက်ဖြန်တွင်ရင်ဆိုင်ရမည့်တိုက်ပွဲကိုတွေးတော်ရင်းဦးလေးကြီး၏အင်ဂျီစာကိုဆွဲကမေးလိုက်သည်
ဦးလေးကြီးမနှက်ပြန်ကြရင်တို့တွေနိုင်မှာမဟုတ်လားစုမော့ယွမ်သည်ထန်ထန်ဤခေါင်းလေးကိုအသားရပုတ်သက်ရင်ယုံကြည်မှုအပြည့်ဖြင့်ကတိပေးလိုက်သည်အင်းတေချာပေါက်နိုင်မှာပါရွှန်ချမ်းကိုင်းသားတို့၃ရက်ပြည့်သွားပြီးငါသခင်လေးကိုယ်တိုင်လာခဲ့တယ်မင်းတို့ကိုင်းအတွက်နောက်ဆုံးခွင့်ရေးပဲရန်သူသခင်လေးလီဝူဖော်၏အတန်သည်ကောင်းကင်ရံတွင်ဟိမ့်ထွက်သွားသည်သူကထန်ထန်လေးအားနတ်မိမယ်ကိုပွားဟုတတ်မှတ်ကလွှဲအပ်ရန်တောင်းဆိုပြီးမလိုက်နာပါကဂိုင်းတစ်ခုလုံးကိုဖျက်ဆီးပြမိဟုချင်းချောက်လိုက်သည်သို့တော့ရွှန်ချမ်းကိုင်းသားများမှာကြောက်ရွံ့ခြင်းမရှိပေလီဝူဖော်မင်းလိုမော်ဝင်လန်းစင်ကကောင်ကငါတို့စီကအခွင့်အရေးကြောင်းလာပြောနေသေးတယ်ပေါ့ရွှန်ချမ်းကိုင်းသားတို့အမိန့်ကိုနာခံကြဒီနေ့ဟာတေးတိုက်တိုက်ရမယ့်နေ့ပဲဟုတုံ့ပြန်လိုက်ရာဂိုင်းသားအားလုံးကတေးတိုက်တိုက်မယ်ဟုကြွေးကြော်တံများဖြင့်ဟိမ့်ထွက်သွားတော့သည်တိုက်ပွဲစတင်သည့်နေ့တောင်တကားတစ်ခုလုံးအလင်းရောင်များဖြင့်တောက်ပသွားသည့်ဦးလေးကြီးသူတို့လူတွေအများကြီးပဲအလင်းရောင်တွေကတုံခါနေတဲ့ဟုထန်ထန်ကစိုးရင်တကြီးអော်လိုက်ဂိုင်းချုပ်စုမော့ယွန်သည်တည်ငြိမ်စွာဖြင့်ဂိုင်းဆောင်အစီရင်စုကိုအားဖြည့်ထားတဲ့ခန္ဓာရည်ရှိပါသေးတယ်ဟုဆိုကရန်သူထိုးစစ်များကိုတားဆီးထားသည်ခဏချင်းမှာပင်ရန်သူတိုက်ကွက်များကိုအလင်းကာယန်ကြီးကကာကွယ်လိုက်သဖြင့်ထန်ထန်ကဝမ်းသာအားရအော်ဟစ်လိုက်သည်တားထားနိုင်ပြီအလင်းကာယန်ကြီးကအယမ်းတော်တာပဲရန်သူများကရွှန်ချမ်းကိုင်း၏အစီရင်စုအတွင်းပိုင်းလှုပ်ဝက်ချက်များကိုသိရှိနေကြသည်သူတို့ဘလို့သိတာလဲဟုဂိုင်းသားများတန်တရားဝင်နေစဉ်ရန်သူကအစီရင်စု၏အားနည်းချက်နေရာ၃ခုကိုစုပြုံတိုက်ခိုက်တော်သည်စစ်ရုပ်သေးရုပ်ကြီးများကဗဟိုချက်ကိုတရက်ဆက်ထိုးနှက်သဖြင့်အလင်းကာယန်ကြီးမှာပုံမလင်းလက်လာပြီးပောက်ကွဲလူနီးပါဖြစ်လာသည်အားလုံးပဲဒီဘက်မှာဟုဆိုကစုမော့ယွမ်သည်ရှေ့ဆုံးမှမမမတ်ရက်တီလိုက်သည်သူ၏ဓာတ်ချက်တစ်ချက်အောက်တွင်ရန်သူတပ်သားများလွှင့်စင်သွားကြသည်ထန်ထန်လေးမှာသူမ၏ဦးလေးကြီးကိုကြည့်ကဦးလေးကြီးကသူတို့ကိုရိုက်ချလိုက်ပြီးအရန်တော်တာပဲခုအားပေးနေတော့လဲရန်သူများမှာပွရွက်စိတ်အုပ်ကဲ့သို့ထပ်မံတိုးဝင်လာကြသည်မင်းကိုရှော့တွက်မိသွားတဲ့စုမော့ယွမ်မင်းတယောက်တည်းနဲ့ငါရဲ့အစီအစဉ်ကိုဖျက်ဆီးချင်နေတာလားလီဝူဘော်ကအေးဆက်စွာရေမောလိုက်သည်သူသည်မင်းကိုရှော့တွက်မိသွားတဲ့စုမော့ယွမ်မင်းတယောက်တည်းနဲ့ငါရဲ့အစီအစဉ်ကိုဖျက်ဆီးချင်နေတာလားလီဝူဘော်ကအေးဆက်စွာရေမောလိုက်သည်သူသည်ရွှေရှားကိုင်းမှရွှေမြူတီအဆင့်အထွတ်အထိပ်အကြီးအကဲ၃ယောက်နှင့်၅စိတ်ကိုင်းမှအစိတ်ပြင်းလာသောဝမ်တုဖွားကြီးတို့ကိုစုမော့ယွမ်အားဝိုင်းတိုက်ရန်စေခိုင်းလိုက်သည်ချိုးကြီးကဲမင်းရဲ့ရုပ်သေးရုပ်တွေကိုမနှမျောနဲ့သူ့ကိုထိန်းထားသူ့ရဲ့အင်အားတွေကိုကုန်ခန်းအောင်လှုပ်ဆန်းရန်သူထိပ်တန်းပညာရှင်များကစုမော့ယွမ်တယောက်တည်းကိုဝိုင်းအောင်တိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြပြီးဖြစ်သည်ရန်သူ့အကြီးအကဲ၃ယောက်နှင့်၅စိတ်ကိုင်းမှဝမ်တုဖွားကြီးတို့သည်စုမော့ယွမ်ကိုဝိုင်းဝန်းတိုက်ခိုက်နေကြသည်ဝမ်တုဖွားကြီးကသူမ၏တုတ်ကောက်ကိုဝေယမ်းကကောက်ချစ်စွာရေမောလိုက်သည်စုကောင်ချုပ်ကတော့အရှိန်ဝါကြီးလာကြီးလာအဖွားကြီးရဲ့အငွေ့တက်မဲ့တုတ်ကောက်ရတာကဘလို့လဲမင်းရဲ့အသက်ရှူနှုံးထဲမှာအစိမ့်ငွေ့တွေအများကြီးရောက်သွားပြီသို့တော့စုမော့ယွမ်ကဒဏ်ရာများကြမှပင်အေးဆက်စွာတုံ့ပြန်သည်ကလေးကစားစရာပညာတွေပါပဲဤစကားကြောင့်ရန်သူများဒေါသထွက်ကစုမော့ယွမ်အသေးခံလိုက်တော့ဟူအော်ဟစ်ကတိုက်ကွက်များကိုပြင်းထန်အောင်မြင့်တင်လိုက်ကြသည်ထိုအခိုက်တွင်ထန်ထန်လေးသည်သူမ၏ဦးလေးကြီးအနေဖြစ်နေသည်ကိုကြည့်ကမနေနိုင်တော့ပဲရှေ့သို့ထွက်လာသည်မလို့ဦးလေးကြီးဟုသူမအော်ဟစ်လိုက်တော့အခါသူမ၏ကိုယ်ထဲမှနတ်ဝိညာဉ်အငွေ့တက်များထွက်ပေါ်လာသည်လီဝူဖော်သည်တိုက်ပွဲကိုအဆုံးသတ်ရန်အတွက်သူ၏လှုပ်ဝက်လက်နက်ဖြစ်သောရွှေရှားမော်အလံကိုထုတ်လိုက်သည်စုမော့ယွမ်မင်းသူ့ကိုမကာကွယ်နိုင်ပါဘူးဒီလိုနတ်ဝိညာဉ်ကံတရားမျိုးကိုမင်းတယောက်တည်းမပိုင်ဆိုင်နိုင်ဘူးအခုချက်ချင်းသူ့ကိုလွှဲပေးရင်မင်းကိုတက်တောင့်တက်တာတေခွင့်ပေးမယ်မော်အလံမှထွက်ပေါ်လာသောအမောင်ထုများကစုမော့ယွမ်ကိုပုံမဖိအားပေးလာသည်စုမော့ယွမ်မှာအင်အားကုန်ခန်းနေပြီဖြစ်တော်လဲထန်ထန်ရှိတွင်မမတ်ရက်နေစေဖြစ်သည်သူ့ကိုထီရဲထီကြည်စံထိုတင်းမာနေသောအခြေအနေတွင်ထူးခြားသောအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်ထန်ထန်၏အဖုံမုံရွံလေးသည်ရွှေရှားကိုင်း၏အဖိုးတံမော်အလံအတွင်းမှဆွမ်းအားများကိုအငတ်မရဆုပ်ယူနေသဖြင့်အလံမှာပျက်စီးလူနီးပါးဖြစ်လာသည်လီဝူဖော်သည်ဒေါသအမျက်ချောင်းထွက်ကဝိညာဉ်တည်စီမဲ့အစိတ်ကိုထုတ်သုံးရန်ပြင်ဆင်တော်သည်ရွံပြန်လာခဲ့ငါအမိန့်ပေးတယ်ပြန်လာခဲ့ထန်ထန်သည်ရွံကိုအန္တရာယ်ဖြစ်မှာစိုးရိမ်သဖြင့်စိုးရိမ်တကြီးခေါ်နေရပါတော့သည်တိုက်ပွဲအရှိန်ပြင်းထန်နေစဉ်စုမော့ယွမ်သည်ကျင့်စဉ်ပြောင်းပြန်လည်တိုက်စားမှုကိုခံလိုက်ရပြီးပြင်းထန်စွာဝေဒနာခံစားနေရသည့်ထိုခိုက်တွင်ထန်ထန်လေးနှင့်စုမော့ယွမ်တို့၏ကြောက်စင်းပြားနှစ်ခုမှအပြန်လည်တုံ့ပြန်လာကြသည်တကယ်ပဲသမီးလေးလားစုမော့ယွမ်၏နှုတ်မှတိုးညင်းစွာထွက်ပေါ်လာသောစကားကြောင့်ထန်ထန်လေးမှာဝမ်းသာအားရငိုကြွေးမိတော်သည်ဖေဖေကသမီးရဲ့ဖေဟုတ်တယ်မလားနောက်ဆုံးတော့သမီးကိုအတိမတ်ပြုပြီပေါ့ဖေမသေးပါနဲ့အောင်သမီးမှရှိတဲ့တကြားလုံးတွေအကုန်ကျွေးမယ်သမီးရဲ့နက်သက်စွမ်းအားတွေကိုလည်းအကုန်ပေးမယ်ဟုဆိုကသူမ၏အဖိုးတန်စွမ်းအားများကိုဖခင်ဖြစ်သူအားအကုန်စင်ပေးအပ်ရန်ကြိုးစားရှာသည်စုမော့ယွမ်ဒဏ်ရာရနေသည်ကိုမြင်သောအခါလီဝူဖော်သည်ရုပ်မာစွာရေမောလိုက်သည်ကောင်းကင်ကငါ့ကိုကူညီတာပဲစုမော့ယွမ်မင်းမလည်းဒီလိုနေမျိုးရှိတာပဲလားဒီကဘာရဲ့ယတနာကငါအပိုင်ပဲသူသည်ထန်ထန်လေးနှင့်စုမော့ယွမ်ကိုအပြက်ရှင်းရန်အနားသို့တိုးကပ်လာစဉ်ဆေးပရင်ချိုင်ဝမ်းမှရှို့မှရောက်ရှိလာပြီးတားဆီးလိုက်သည်လီသက်ခင်လေးတခြားသူဒုက္ခရောက်နေချိန်မှာအခွင့်ကောင်းယူတာကလူကြီးလူကောင်းပြီးသားတဲ့အလုံးမဟုတ်ဘူးနော်ဟုသူမကတင်းငိမ့်စွာဆိုသည်လီဝူဘော်ကဒေါသတကြီးဖြင့်ဆေးဆရာမကိုပါတတ်မိဟုချင်းချောက်တော်လဲသူမကဆေးဆရာတယောက်၏တာဝန်ကိုကြေပွန်စွာထမ်းဆောင်ရန်ဆုံးဖြတ်လိုက်သည်လီဝူဘော်သည်မစုံမနစ်တိုက်ခိုက်လာသောအခါထန်ထန်လေး၏ကိုယ်ထဲမှမထင်မှတ်ထားသောအစွမ်းများထွက်ပေါ်လာပြန်သည်ဖေမကြောက်နဲ့ထန်ထန်ကာကွယ်ပေးမယ်ထန်ထန်မှာကြောက်စိမ့်ပြရှိတယ်လီဝူဘော်၏မော်အလန်ကြီးပျက်စီးသွားချိန်တွင်ကောင်းကင်ယံမှဟိန်းဟောက်တန်ကြီးတစ်ခုထွက်ပေါ်လာသည်ရုပ်မာတဲ့ကောင်တွေငါယောက်ျားကိုလှုပ်ရက်တယ်ငါသမီးကိုနှိပ်စက်ရဲတယ်ပေါ့မင်းတို့တတိကမသေးလာပါလားထိုအတန်သည်နက်ပြည်မှမင်းသမီးကြီး၏ကိုယ်စလဲစေတမန်ရောက်ရှိလာခြင်းပင်ဖြစ်သည်သမီးစီကရတဲ့အနံ့ကမေပေးတဲ့ဆောင်လေးရဲ့အနံ့နဲ့အတူတူပဲဟုဆိုကာနှွေးထွေးစွာနှုတ်ဆက်လိုက်သည်စေတမန်ကတူလာရသည့်အကြောင်းရင်းကိုပြောပြသောအခါထန်ထန်လေး၏ကဘာလေးပျက်စီးသွားတဲ့ကဲ့သို့ခံစားလိုက်ရသည်တခင်မလေးကျွန်တော်မျိုးကမင်းသမီးကြီးရဲ့အမိန့်အရတခင်မလေးကိုနက်ပြည်ကိုပြန်ခေါ်ဖို့လာတာပါထန်ထန်လေးသည်ဖခင်ဖြစ်သူစုမော့ယွမ်၏အင်ဂျီစကိုတင်းကျပ်စွာစုပ်ကင်ထားရင်းမပြန်ဘူးငါမပြန်ဘူးငါဖေနဲ့အတူနေမှာဟုမိုယိုကညှင်းဆန်တော်သည်
ရန်သူများကအခွင့်ကောင်းယူကအစီရင်စုကိုစုပြုံတိုက်ခိုက်ကြတော့လဲစေတမန်၏စွမ်းအားအောက်တွင်ငါမလုံနိုင်တော့ဘူးငါရဲ့ဝိညာဉ်စွမ်းအားတွေပြောင်းပြန်စီးဆင်းနေပြီဟုအော်ဟစ်ကအရေးနှိမ့်ကုန်ကြသည်ဒီကဘာရဲ့အငင်းပွားမှုတွေကတခင်မလေးအတွက်အရန်အနေရများပြီးညစ်ပတ်လုံးပါတယ်ဟုစေတမန်ကထပ်လောင်းသတိပေးသည်တခင်မလေးကျွန်တော်မျိုးနဲ့လိုက်ခဲ့ရပါမယ်ဟုဆိုတော့လဲထန်ထန်လေးကမူမလိုက်ဘူးဟုပြတ်သားစွာပင်အော်ဟစ်နေစေဖြစ်သည်ထိုစဉ်စေးပရင်ခြိုင်ဝမ်းမှကျုပ်အမကစူမောရွမ်၏အခြေအနေကိုကြည့်ကာနတ်မင်းကြီးအားရှောက်တင်လိုက်သည်နတ်မင်းကြီးသူ့ရဲ့ကျင့်စဉ်တွေပျက်စီးသွားပြီဆိုပေမဲ့အခြေခံအုတ်မြစ်ကတော့မပြတ်သေးပါဘူးအဟောင်းကိုဖျက်ပြီးအစ်စ်ပြန်တိဆောက်တာကသူ့အတွက်မဆိုးလာပါဘူးကျမအစွမ်းကုန်စူးစမ်းပေးပါမယ်ဤစကားသည်စူမောရွမ်အတွက်မျှော်လင့်ချက်အသစ်တစ်ခုဖြစ်လာပြီးထန်ထန်လေးအတွက်လည်းစိတ်သက်သာရစေခဲ့သည်ရန်သူများကိုရှင်းလင်းပြီးနောက်နတ်မင်းကြီးကထန်ထန်လေးအားတွားကြရအောင်ဟုခေါ်ဆိုတော်လဲထန်ထန်လေးမှာအလျှော့မပေးပေမသွားဘူးငါမသွားဘူးဖေဖေတန်ရာရထားတယ်ငါပြုစုရမယ်ရွင်လဲငါ့ကိုလိုအပ်တယ်ဒီကတငယ်ချင်းတွေလည်းငါ့ကိုလိုအပ်တယ်သူမသည်မေမေဖြစ်သူမင်းသမီးကြီးအားစကားပါလိုက်ပါသေးသည်မေမေကိုပြောပေးပါငါဖေဖေကိုရှာတွေ့ပြီးတို့တွေအဆင်ပြေတယ်လို့ဖေဖေနေကောင်းသွားရင်မေမေစီလာလဲမယ်လို့ပြောပေးပါဟုကလေးပီပီရိုးသားစွာတုံ့ပြန်လိုက်သည်နတ်မင်းကြီးသည်တက်ပြင်းတစ်ချက်ချကထန်ထန်လေးအားအမှန်တရားကိုရှင်းပြရတော့သည်လူပြည်တွင်နေထိုင်ခြင်းသည်သူမအတွက်အလွန်အန္တရာယ်များကြောင်းအထူးသဖြင့်သူမ၏နတ်မိမယ်ကိုပွားကိုလောဘတက်မိသူများဝိုင်းနေကြောင်းတတိပေးသည်ထန်ထန်လေးကသူမတွင်ကြောက်စိမ့်များရှိပြီးခုနကအစီရင်စုကြီးကဲ့သို့သူမကိုယ်တိုင်တိုက်ခိုက်နိုင်သည်ဟုကြွားဝါလိုက်သောအခါနတ်မင်းကြီးကစိတ်မကောင်းစွာဖြင့်ဆိုလိုက်သည်အဲ့ဒီအစီရင်စုကမင်းသမီးကြီးကသမီးရဲ့ကိုယ်ထဲမှာထည့်ပေးလိုက်တဲ့နောက်ဆုံးအသက်ကယ်နီးလမ်းမှာတစ်ခါသုံးပြီးရင်ပြန်ကောင်းမှုအချိန်ကြာကြီးယူရလိမ့်မယ်အခုတခင်မလေးကတာမန်ကလေးတစ်ယောက်နဲ့မချတော့ဘူးစုမော်ရွမ်ဤပျက်စီးသွားသောကျင့်စဉ်အခြေခံများကိုပြန်လဲတိဆောက်ရန်အတွက်အ ਨੇ ဆုံးနှစ်အနည်းငယ်မှ10နှစ်ကျော်အထိကြာမြင့်နိုင်ကြောင်းသိလိုက်ရသောအခါထန်ထန်လေးမှာစိတ်မကောင်းဖြစ်သွားရှာသည်သို့သောထိုအချက်ကပင်သူမကိုဖခင်နာတွင်နေထိုင်ရန်ပုံမိုခိုင်မာသောအကြောင်းပြချက်ဖြစ်စေခဲ့သည်ငါသွားလိုက်ရင်ဖေဖေတယောက်တည်းပြုစုမဲ့သူမရှိဘဲကြံခဲ့မှာပေါ့ဟုဆိုကာသူမ၏တငယ်ချင်းများစီနီယာများကိုထားရခဲ့ရန်ညှင်းဆန်နေစေဖြစ်သည်နတ်မင်းကြီးသည်ထန်ထန်လေးဤဆွဲကိုမတားဆီးနိုင်တော့သဖြင့်နောက်ဆုံးနီးလန်းအဖြစ်နယ်နမိတ်ဆက်နတ်မျိုးစေ့ကိုထုတ်ပေးလိုက်သည်ဤမျိုးစေ့သည်နတ်ပြည်နှင့်လူပြည်ကြားတွင်တင်းငယ်သောယာယီလမ်းကြောင်းတစ်ခုကိုတိဆောက်ပေးနိုင်စွမ်းရှိသည်ထန်ထန်လေးမှာဝမ်းသာသွားပြီးဒါဆိုရင်ငါမသွားဘဲနဲ့လည်းမေမေနဲ့တွေ့လို့ရပြီပေါ့နော်ဟုမျော်လင့်တကြီးမင်းမြန်းရှာသည်သို့သောဤမျိုးစေ့ကိုပြိုးထောင်ရန်မှာအလွန်ပင်ခက်ခဲလာသည်နတ်မင်းကြီးကဤမျိုးစေ့သည်ပြိုးထောင်သူ၏အသက်ဆွမ်းအားကိုအစဉ်အမြဲဆုပ်ယူနေမည်ဖြစ်ကြောင်းတတိပေးလိုက်သည်ဤမျိုးစေ့သည်ပြိုးထောင်သူ၏အသက်ဆွမ်းအားကိုအစဉ်အမြဲဆုပ်ယူနေမည်ဖြစ်ကြောင်းတတိပေးလိုက်သည်ဒဏ်ရာရထားသောစုမော့ရွံအတွက်မူဤဝင်ထုတ်ဝင်ပိုးကိုမခံနိုင်ပေထိုအခါထန်ထန်လေးကတုံဆိုင်ခြင်းမရှိဘဲငါရဲ့ခွန်အားတွေကိုတုံပြီးပြိုးထောင်မယ်လေဟုရှေ့ထွက်လာခဲ့သည်သူမကိုယ်တိုင်လည်းအစီရင်စုကိုတုံးထားသဖြင့်အားနေနေတော့လဲသူမ၏အစွမ်းများပြန်ရရန်နှောင့်နှေးသွားမည်ဖြစ်တော့လဲထန်ထန်လေးကမူဂယုမဆိုင်ပေမကြောက်ဘူးငါလုံနိုင်တယ်ဒါဆိုရင်ငါနဲ့ဖေဖေခွဲเสียရမလို့တော့ဘူးပေါ့နော်ဟူသောစကားမှာဖခင်နာတွင်နေခွင့်ရဖို့အတွက်ဆိုလျင်ဘာကိုမဆိုပေးဆက်ရန်အသင့်ဖြစ်နေသည့်သူမ၏စိတ်ထားကိုဖော်ပြနေသည်နတ်မင်းကြီးကတီအိုရီအရဖြစ်နိုင်တော့လဲလမ်းကြောင်းမှာတင်းငယ်ပြီးမတည်ငြိမ်သဖြင့်အကန့်အသတ်များစွာရှိမည်ဟုဆိုသည်ထန်ထန်လေးသည်လူပြည်တွင်တာမန်ကလေးတစ်ယောက်ကဲ့သို့နေထိုင်ရင်ဖခင်ဖြစ်သူကိုပြုစုကာဤနတ်မျိုးစေ့ကိုပြိုးထောင်ရတော်မူဖြစ်သည်နတ်မင်းကြီးလမ်းညွှန်မှုဖြင့်ထန်ထန်လေးသည်ဂိုင်းဤတောင်နောက်ဘက်ရှိတားမြင့်နယ်မြေသို့ရောက်ရှိလာသည်ထိုနေရာရှိနေနမိတ်ကွဲအကြောင်းသည်နတ်ပြည်နှင့်ဆက်သွယ်ရန်အကောင်းဆုံးနေရာဖြစ်သည်ဖေဖေသဘောတူမှာပါငါဂိုင်းချုပ်အဖိုးကြီးကိုတွားပြောလိုက်မယ်ဟူသောထန်ထန်လေးဤစိတ်အားထက်သန်မှုကမြည်သူမျှတားဆီး၍မရနိုင်လောက်အောင်ပြင်းပြနေခဲ့သည်တခါဆိုင်ပြီးရင်အလွယ်တကူရွှေ့လို့မရဘူးပြိုးထောင်တဲ့ဖြစ်စဉ်ကိုလည်းရပ်တန့်လို့မရဘူးဟူသောတတိပေးချက်ကိုထန်ထန်လေးကပြတ်သားစွာလက်ခံလိုက်သည်သူမသည်သူမ၏အဖိုးတန်လာသောသွေးတစ်ဆက်ကိုချလိုက်ပြီးနတ်မျိုးစေ့ကိုကွဲအပ်ကြောင်းထဲသို့ထည့်လိုက်သည်ထိုအခိုက်မှစ၍ထန်ထန်လေးသည်နေ့စဉ်အနည်းဆုံးတနာရီကြာသူမ၏ဝိညာဉ်စွမ်းအားများဖြင့်ထိုမျိုးစေ့ကိုပြိုးထောင်ပေးရတော့မည်ဖြစ်သည်ဖေဖေကြည်စံတို့တွေမှာနီးလန့်ရှိသွားပြီဟုဆိုကာပင်ပန်းနှွမ်းနေသည့်ကြားမှာဖခင်ဖြစ်သူကိုအားပေးရှာသည်နတ်မျိုးစေ့သည်ထန်ထန်လေး၏သွေးသားနှင့်ချိတ်ဆက်ကအခြေတကျဖြစ်သွားခဲ့သည်သို့သောဤလုပ်ငန်းစဉ်သည်ထန်ထန်လေး၏အသက်ဆွမ်းအားကိုများစွာထိခိုက်စေခဲ့သဖြင့်နတ်မင်းကြီးကအဖိုးတန်ဆေးလုံးများကိုပေးအပ်ခဲ့သည်ဖြူရောင်ဆေးလုံးထန်ထန်လေးအတွက်ဖြစ်ပြီးတစ်နေ့တစ်လုံးရေနှင့်ဖြော်တိုက်ရန်ဖြစ်သည်ယင်းသည်ကုန်ခန်းသွားသောဆွမ်းအားများကိုပြန်ဖြစ်ပေးမည်ဖြစ်သည်အစိမ်းရောင်ဆေးလုံးစုမော့ရွံအတွက်ဖြစ်ပြီး3ရက်တစ်လုံးတိုက်ရမည်ဖြစ်သည်ယင်းသည်ပျက်စီးသွားသောကျင့်စဉ်အခြေခံများကိုပြန်လည်ပြုစုပေးမည်ဖြစ်သည်10ရက်လောက်တော့ငြိမ်ငြိမ်လေးအနားယူရမယ်ဟုနတ်မင်းကြီးကမိန့်ကြားသည်ကံကောင်းထောက်မှတ်စွာဖြင့်ထန်ထန်လေး၏နတ်မိမယ်ကိုပွားအခြေခံမှာထိခိုက်မှုမရှိတဲ့ပင်နတ်မင်းကြီးသည်ထန်ထန်လေးအားရွှန်ချမ်းကိုင်းသို့ယုံကြည်စွာအံ့နံခဲ့သည်တခင်မလေးလေးကလူကြီးလေးဖြစ်သွားပြီပဲနတ်မျိုးစေ့အောင်မြင်တဲ့နေကြရင်တွေ့ကြတာပေါ့ဟုနှုတ်ဆက်ကနတ်ပြည်သို့သတင်းပို့ရန်ပြန်လည်ထွက်ခွာသွားခဲ့သည်ခိုင်မလေးလေးကလူကြီးလေးဖြစ်သွားပြီပဲနတ်မျိုးစေ့အောင်မြင်တဲ့နေကြရင်တွေ့ကြတာပေါ့ဟုနှုတ်ဆက်ကနတ်ပြည်သို့သတင်းပို့ရန်ပြန်လည်ထွက်ခွာသွားခဲ့သည်ခိုင်သားများကလည်းစုမော့ရွံနှင့်ထန်ထန်လေးကိုအသက်ပေး၍ကာကွယ်ဆောင်ရှောက်မည်ဟုကတိပြုခဲ့ကြသည်စုမော့ရွံသတိမိနေသည့်ရက်အတော်အတွင်းထန်ထန်လေးသည်အလွန်လိမ္မာသောကလေးလေးတဦးကဲ့သို့ဖခင်ဖြစ်သူကိုပြုစုခဲ့သည်လူဆိုးဖေဖေအကြာကြီးအိတ်နေတာထန်ထန်ကနေတိုင်းစေးလုံးလေးတွေကျွေးနေတာတော့မနိုးဘူးဟုဆိုကာစိတ်မရှိသလိုလိုဖြင့်ဖခင်သားတွင်နေတိုင်းပုံဆွဲရင်းစကားပြောရင်းစောင့်ဆိုင်နေခဲ့ရှာသည်နောက်ဆုံးတွင်စုမော့ရွံမျက်လုံးများပွင့်လာခဲ့သည်ငါသမီးလေးဟုတိုးညင်းစွာခေါ်လိုက်တန်ကြောင့်ထန်ထန်လေးမှာဝမ်းသာအားရဖြင့်ဖေဖေထန်ထန်ကိုမှတ်မိသေးလားဟုမေးကရင်ခွင်ထဲသို့တိုးဝင်သွားတော့သည်
ဂိုင်းသားများရောက်ရှိလာပြီးစုမော့ယွမ်ဤကိုယ်ထဲတွင်ဝိညာဉ်စွမ်းအားများမရှိတော့သဖြင့်အစမှပြန်ဆက်ရမည်ဖြစ်ကြောင်းရှင်းပြကြသည့်ထန်ထန်လေးကမူအခြေအနေကိုနားမလည်ပဲဖေဖေဘိုက်စာလိုလားထန်ထန်စားစရာသွားယူပေးမယ်နော်ဟုဆိုကကလေးပီပီဖခင်အတွက်ပူပန်နေရှာသည်စုမော့ယွမ်သည်သူသတိမိနေစဉ်အတွင်းဖြစ်ပျက်ခဲ့သည်များကိုမေးမြန်းသောအခါထန်ထန်လေးကတောင်နောက်ဘက်တွင်နတ်မျိုးစေ့တစ်ခုစိုက်ပျိုးထားပြီးသူမ၏စွမ်းအားများဖြင့်ပြိုးထောင်နေကြောင်းသိလိုက်ရသည်ထို့သောပြုလုပ်ခြင်းကြောင့်ထန်ထန်လေး၏အင်အားများကုန်ခန်းခဲ့ရသည်ကိုသိသောအခါစုမော့ယွမ်စိတ်မကောင်းဖြစ်သွားတော့လဲထန်ထန်လေးကမူမပင်ပန်းပါဘူးဖေဖေအတွက်ဆိုရင်ထန်ထန်မပင်ပန်းပါဘူးဟုပြတ်သားစွာပြောလိုက်သည်ကျင့်စဉ်အခြေခံတွေပျက်စီးသွားလို့စိတ်တက်ကြနေတဲ့စုမော့ယွမ်ကိုထန်ထန်လေးကသူမသိသမျှနီလန်းလေးတွေနဲ့အားပေးနေပါတယ်လေးကချုံမြိန်တဲ့တကြားရည်လိုမျိုးတစ်ဆက်ချင်းတောက်ရမှာဆိုတဲ့ထန်ထန်လေးရဲ့ချစ်စရာကောင်းတဲ့တင်စားချက်ကစုမော့ယွမ်ကိုပြုံးမိစေပါတယ်အသက်ရှူတာတော့မမှန်တဲ့ဖခင်ဖြစ်သူကိုဖြည်းဖြည်းလေးရှူရမှာလို့စိတ်ရှည်လက်ရှည်တင်ပေးနေတဲ့ထန်ထန်လေးဟာတကယ်ကိုအလုပ်ကြိုးစားတဲ့ဆရာမလေးပါပဲစေးဘရင်ချိုင်ဝမ်ကလှုပ်မှတ်တောင်ချီကျူးရလောက်အောင်ထန်ထန်လေးကတော်လာပါတယ်ဖေဖေကဘယ်တော့လေထမင်းစားတတ်မှလဲလို့မေးတဲ့ထန်ထန်လေးရဲ့စကားကကလေးပီပီရိုးသားလုံးပါတယ်စုမော့ယွမ်အတွက်ဝိညာဉ်စွမ်းအားစုပ်ယူတာကိုလေထမင်းစားတာလို့သူနားလည်ထားတာပါပို့ပြီးရေရတာကထန်ထန်လေးရဲ့ဒုတိယနီလန်ဖြစ်တဲ့ကြောက်ခဲလိုကြောင်းကြည့်နေပါပဲခေါင်းထဲမှာဘာမှမတွေးပဲငြိမ်ငြိမ်လေးထိုင်နေခိုင်းတာကတကယ်တော့တရားထိုင်တဲ့သဘောတရားကိုကလေးတွေးနဲ့ဖော်ပြလိုက်တာပါစုမော့ယွမ်အတွက်တော့ဒါဟာခက်ခဲတဲ့ကျင့်စဉ်ထက်သမီးလေးနဲ့တူရှိနေရတဲ့အေဂျင့်နဲ့အချိန်လေးတွေဖြစ်နေပါတယ်ကြည်ကြံခြင်းနယ်ပယ်၌အေးဆက်ပြီးအလိုရမက်ကင်းသောအစွမ်းထက်မှုကိုသာရှာဖွေခဲ့မှုသည့်ဂိုင်းချုပ်သည့်သူ၏ရင်ထဲ၌ထူးဆန်းသောပြောင်းလဲမှုကိုခံစားနေရသည့်သူသည်မိမိ၏အတွင်းစိတ်ကိုပြန်လည်ဆန်းစစ်ရင်းတိုးတိုးလေးရေရွတ်မိသည်ဒီအခြေခံအုတ်မြစ်တစ်ဒီလိုနုညံ့သိမ်မွေ့တဲ့ဝိညာဉ်စွမ်းအားတွေဟာသွေးသားရင်းချတန်ရောစင်နဲ့ကာကွယ်လိုတဲ့စိတ်ဆန္ဒကနေမြစ်ဖျားခံလာတာဖြစ်နိုင်တဲ့အရင်ကငါရှာဖွေခဲ့တဲ့အေးဆက်ပြီးအလိုရမက်ကင်းတဲ့အစွမ်းထက်မှုမျိုးနဲ့လုံးဝဆန့်ကျင်ပဲဖြစ်နေပေမဲ့တကယ်ကိုနှွေးထွေးပြီးစိတ်အေးရစေတယ်သူ့တွေးတို့ကိုကလေးမလေး၏အတန်လေးကဖျက်တောက်လိုက်သည်ထန်ထန်အင်းဖေဖေသင်ခန်းစာပြီးပြီလားဟုထန်ထန်လေးကမျက်လုံးဝိုင်းလေးများဖြင့်မေးလိုက်သည်ဖခင်ဖြစ်သူကသမီးငယ်လေး၏ခေါင်းကိုအသားအရပို့ရင်းချီကျူးလိုက်သည်ထန်ထန်ဆရာမလေးကတေးသေးချာချာတင်ပေးတာပဲထိုအခါထန်ထန်လေးမှာဝမ်းသာအားရဖြင့်ခုန်ပေါက်တော့သည်ရေထန်ထန်ကတကယ်ကိုတော်တဲ့ဆရာမလေးပဲထို့နောက်ဂိုင်း၏အရေးကြီးသောအစည်းအဝေးတစ်ခုစတင်လေသည်ဂိုင်းချုပ်သည်အကြီးအကဲများရှိတွင်ခန့်ညားစွာရက်လိုက်ပြီးထန်ထန်နှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကိုချမှတ်လေသည်ပြီးခဲ့တဲ့ဘေးဒုက္ခတုန်းကထန်ထန်ဟာဂိုင်းအတွက်အကျိုးပြုခဲ့သလိုဟန်ကြီးကဲနဲ့စုမော့ယွမ်တို့နဲ့ပတ်သက်မှုကလည်းအားလုံးအသိပဲဒီနေ့အားလုံးကိုခေါ်ယူရတာကကိစ္စတစ်ခုကိုတိုင်ပင်ဖို့ပါကျွန်တော်ကတော့ထန်ထန်ကိုဧည့်သည်တော်တစ်ပည့်အဖြစ်ခန့်အပ်ဖို့အဆိုပြုချင်ပါတယ်အတွင်းစီးတစ်ပည့်တွေလိုအခွင့်အရေးခံစားခွင့်ရှိပြီးဂိုင်းရဲ့သင်ခန်းစာတွေနဲ့စစ်ဆေးမှုတွေကိုစိတ်ကြိုက်တက်ရောက်ခွင့်ရှိမယ်ဂိုင်းစည်းကမ်းတွေကိုတော့လိုအပ်သလိုရှော့ပေါ့ပေးမယ်အကြီးအကဲတဦးကခေါင်းငိတ်ထောက်ခံလိုက်သည့်ဧည့်သည်တော်တစ်ပည့်ဆိုတာကတော့အတော်ဆုံးနီးလန်းပါပဲတန်ရောစင်ကိုလည်းငဲ့ရရောက်သလိုစီကံတွေကိုလည်းအရန်ကြီးကြော်လွန်ရမရောက်တော့ဘူးသို့တော့စီကံကြီးသောအခြားအကြီးအကဲတဦးကမူတတိပေးစကားဆိုလာသည်ဒါပေမဲ့စီကံရှော့ပေါ့ပေးတယ်ဆိုတာကလေးကစားစရာမဟုတ်ဘူးနော်ဧည့်သည်တော်တစ်ပည့်ဖြစ်ရင်တော့အခြေခံစီကံတွေကိုသိထားရမယ်အရင်လိုစိတ်ကြိုက်ရှောက်လို့မရဘူးထိုစကားကိုကြားတော့အခါထန်ထန်လေးကနှက်ခမ်းလေးစုကပြန်ပြောလိုက်သည်ထန်ထန်ကဘယ်မှာစိတ်ကြိုက်လို့လဲထန်ထန်ကလိမ္မာပါတဲ့သူမကြီးချစ်ဆက်ဖွယ်တုံ့ပြန်မှုကြောင့်တင်းမာနေသောအစည်းအဝေးလေထုမှာပျော့ပြောင်းသွားပြီးဂိုင်းချုပ်ကပြုံး၍ဆုံးဖြတ်ချက်ချလိုက်သည်ကောင်းပြီလေအဲ့ဒါဆိုဒီတိုင်းပဲဆုံးဖြတ်လိုက်မယ်ထို့နောက်ဂိုင်းချုပ်သည်တောက်ပနေသောအရာတစ်ခုကိုထုတ်ယူလိုက်သည်ထန်ထန်ရှိကိုလာခဲ့တာကသမီးရဲ့အစင်တန်းပြတဲ့ကြောက်စိမ့်ပြပဲတွေးတဆက်ချလိုက်ရင်ပိုင်ရှင်အဖြစ်သတ်မှတ်လို့ရပြီးဒီကြောက်စိမ့်ပြရှိရင်ဂိုင်းထဲမှာဘယ်နေရာမဆိုသွားလို့ရတယ်ထန်ထန်လေးသည်သူမ၏လက်ထဲသို့ရောက်လာသောကြောက်စိမ့်ပြလေးကိုကြည့်ကမျက်လုံးများတောက်ပသွားသည်ဝါတောက်ပြောင်ပြောင်လေးနဲ့လှလိုက်တာဤသို့ဖြင့်လိမ္မာပါနှပ်ပြီးချစ်စပွဲကောင်းသောထန်ထန်လေးသည်ဂိုင်း၏အထူးခွင့်ရရာဧည့်သည်တော်တစ်ပည့်လေးအဖြစ်တရားဝင်ဖြစ်လာခဲ့လေတော့သည်ဂိုင်း၏တပည့်တစ်ဖြစ်လာသောထန်ထန်လေးအတွက်ဂိုင်းဝတ်စုံကိုလာပေးချိန်တွင်သူမကနှာခေါင်းလေးရှုံကကြည့်နေသည်ဒါကတော့သမီးရဲ့တပည့်ဝတ်စုံပဲဒါကမလှဘူးထန်ထန်ရဲ့ခေါင်းဝင်လေးလောက်မလှဘူးဟုသူမကဆိုသည်ဘေးမှလူကြီးများကဂိုင်းဝတ်စုံမှာသူစီကန်းတဲ့သူရှိတယ်လေဟုရှင်းပြတော့လေထန်ထန်ကဝတ်စုံ၏အသားကိုစမ်းကြည့်ရင်မျက်လုံးလေးတောက်ပါသွားသည်အာနူးညံ့နေတာပဲအဲ့ရင်စောင်းကြုံလို့ရမှာပဲသူမ၏ထူးဆန်းသောအတွေ့အကြုံဘေးနားရှိလူများအားလုံးဟာဟုပြုံးကနေရေမောလိုက်ကြတော့သည်ထိုစဉ်ဂိုင်းတပည့်အချို့ရောက်လာပြီးထန်ထန်ကိုစနောက်ကြသည်ထန်ထန်စီနီယာမလေးမင်္ဂလာပါထိုအချိန်တွင်သူမ၏တငယ်ချင်းတဦးကရောက်လာပြီးအပြစ်တင်တယ်လို့နှိပ်ဆက်လိုက်သည်ထန်ထန်ငါကြားတာတော့နင်ဒီနေ့လဲစာတင်ခန်းကိုမသွားဘူးဆိုသွားပါတယ်ဟုထန်ထန်ကချက်ချင်းညင်းသည်ဒါဆိုဆရာကဘာလို့ပြောတာလဲနင်စာတင်ချိန်တဝက်လောက်အိပ်ပျော်နေပြီးဆရာအသိရေးထားတဲ့ကျင့်စဉ်စာအုပ်ပေါ်မှာသွားရည်တွေတောင်ကျနေတယ်ဆိုထန်ထန်ဤမျက်နှာလေးနီမြန်းသွားပြီးကပြကြရာစင်ကြေပြီးတော့သည်အဲ့ဒါကစာအုပ်ထဲကနှစ်သားကလောက်တာသူကအရန်ပြင်းနေလို့တဲ့မြန်ကြီးလာပါတော့နော်ကြီးလာရင်ဖေဖေကိုမေစီခေါ်သွားလို့ရမှာဟုတ်ကဲ့ဖေဖေဟာဂိုင်းတွင်အခြေအနေများကိုစစ်ဆေးရေးဖခင်ဖြစ်သူကဘလို့လဲဟုမေးရလူယုံတဦးကအဆင်ပြေပါတယ်ထန်ထန်ကတိတိကျကျဂရုစိုက်ပေးတာဒါနဲ့ဒီနေ့မိဖို့ချောင်းကိုကူညီဖို့မသွားဘူးလားဟုပြန်မေးသည်ထန်ထန်ကစိတ်ပြက်လက်ပြက်ဖြစ်ပြန်ဖြေသည်ကျန်းဦးလေးကြီးကပြောတယ်ဒီနေ့မိဖို့ချောင်းမှာမိကူကြည့်ပေးဖို့မလိုတော့ဘူးတဲ့ပြီးခဲ့တဲ့တစ်ခေါက်ကမိဖို့ခုံကိုမိရှုံမိမလို့ဖြစ်သွားလို့တဲ့ဟင်းဖေဖေသူမကလက်ထဲကဝစ်စုံကိုကြည့်ပြီးထက်ကြီးပြန်သည်ဒီဝစ်စုံကိုတေချာပေါက်ဝေးရမှာလားရုပ်ဆိုးလိုက်တာဖခင်ဖြစ်သူကသမီးကိုအလိုလိုက်ကမကြိုက်ရင်မဝစ်နဲ့လေဧည့်သည်တော်တပည့်ဆိုတော့ဝစ်စုံတိုင်းဝစ်เสียမလိုပါဘူးတိမ့်ထားလိုက်ပေါ်ဟုဆိုလိုက်ရထန်ထန်လေးမျက်နှာပွင့်သွားသည်ဟီဖေဖေကောင်းဆုံးပဲခဏအကြာတွင်ထန်ထန်လေးသည်ဂျူနီယာတပည့်လေးများကိုစုယုံကဆရာကြီးစတိုင်ဖြင့်တင် जा ပေးနေသည်ကဲဒီနေ့ကောင်းဆောင်ကြီးကနင်တို့ကိုအနိုင်မဲ့လက်သီးတင်ပေးမယ်ကြည်ထားကြသူမသည်စီးချက်မရှိပဲလက်သီးလက်မောင်းများကိုရမ်းခါနေတော့လဲကလေးပီပီအတက်တရောရှိလာသည့်အတန်ကြာမှမေးလိုက်သည်တက်သွားကြပြီလားအရန်တော်တာပဲနော်
တပည့်လေးတူကအားကျစွာဖြင့်မေးလိုက်သည်စီနီယာမလေးထန်ထန်ဒီလက်တီးကဘာနာမည်လဲထန်ထန်ကခေါင်းလေးကိုမော့ကဂုံယူစွာဖြင့်အနိုင်မဲ့လက်တီးလို့ခေါ်တယ်ငါကိုယ်တိုင်တီထွင်ထားတာဟုကြေညာလိုက်သဖြင့်ဂိုင်းတစ်ခုလုံးရေတံများဖြင့်ဖုံးလွှမ်းသွားလေတော့သည်ထိုစဉ်ထန်ထန်ကတစုံတစ်ခုကိုတတိပြုမိသွားကအပင်စိုက်ထားသောနေရာသို့ပြေးသွားလေသည်အညောက်ပေါက်လာပြီရွံကြည်စမ်းအညောက်ပေါက်လာပြီရွံကလည်းအံ့ဩတာကြီးဖြင့်အနာသို့တိုးကြည့်ကအိုးစစ်ပဲအိမ်မက်မဟုတ်ဘူးနတ်မျိုးစေ့အညောက်ပေါက်လာပြီဟာထန်ထန်သည်ဝမ်းတာလုံး၍ဖခင်ဖြစ်သူရှိရာသို့အော်ဟစ်ပြေးသွားတော့သည်ဖေအညောက်လေးထွက်လာပြီဘာဖြစ်လို့လဲသမီးဟုဖခင်ကစိုးရင်တကြီးမေးရာနတ်မျိုးစေ့လေးနင်နမိတ်ဆက်နတ်မျိုးစေ့အညောက်ပေါက်လာပြီတွားကြည့်ရအောင်တကယ်လားဖခင်ဖြစ်သူပင်စိတ်လှုပ်ရှားသွားရသည်သူတို့အားလုံးအပင်ရှိရာသို့စုယုံရောက်ရှိသွားကြသည်လှို့မကလည်းအနာသို့ရောက်လာပြီလှို့မအညောက်ပေါက်လာပြီတကယ်ပဲဒီအငွေ့တက်ကအားနေပေမဲ့အရန်ကိုတန့်စင်တာပဲထန်ထန်ဒီရက်ပိုင်းပင်ပန်းသွားပြီနော်ထန်ထန်ကခေါင်းရမ်းလျက်မပင်ပန်းပါဘူးသူထွက်လာတာကိုမြင်ရတော့ထန်ထန်ပြောတယ်ဒါကနင်နမိတ်ဆက်နတ်မျိုးစေ့ပေါ့တကယ်ကိုအံ့ဩဖို့ကောင်းတာပဲဘေးနာကတစ်ပင်ပန်းမှန်တွေတောင်တခြားနေရာထပ်ပို့ပြီးတန်ဆွမ်းနေတယ်လို့ပဲဟုဘေးမှလူတအူးကမှတ်ချက်ချသည်နတ်ဝိညာဉ်အငွေ့တက်ကအရာအလုံးကိုအားဖြည့်ပေးတာလေနည်းနည်းလေးထွက်လာရင်တောင်လူပြည်ကအပင်တွေအတွက်တော့အခွင့်အရေးအကြီးကြီးပဲထန်ထန်ကဖခင်၏လက်ကိုဆွဲကမျောလင်းချက်ကြီးစွာဖြင့်မေးလိုက်သည်ဖေသူကဘယ်တော့မှအမြင့်ကြီးလာမှာလဲတို့တွေမေနဲ့ဘယ်တော့တွေ့ရမှာလဲဖခင်ကသမီးကိုပွေ့ချီကမလောပါနဲ့တို့တွေအတူတူစောင့်ကြတာပေါ့ဟုနှစ်သိမ့်လိုက်ရထန်ထန်ကအင်းအတူတူစောင့်မယ်ဟုခိုင်မာစွာဖြေသည်ဖေကြည်စံသူပုံစံပြောင်းသွားပြီဟုထန်ထန်ကအပင်လေးကိုညွှန်ပြသည်အင်းဟုတ်ပါရဲ့ထိုညတွင်ထန်ထန်သည်ထူးဆန်းသောအိမ်မက်တစ်ခုကိုထပ်မံမြင်မပြန်သည်အိမ်မက်ထဲတွင်မြူနှင်းများကြားမှမိခင်ဖြစ်သူ၏အတန်ကိုကြားလိုက်ရတယ်လို့ခန်းစားလိုက်ရသည်မေမိခင်ဖြစ်သူ၏ပုံရိပ်ကဝေဝါးနေတော်လဲနှုတ်ခမ်းဖျားမှထွက်ပေါ်လာသောစကားလုံးမှရှင်းလင်းလာထန်ထန်သည်လန်နိုးလာသည်နှင့်ဖခင်ဖြစ်သူရှိရာသို့အပြေးသွားတော့သည်ဖေထန်ထန်မေကိုထပ်ပြီးအိမ်မက်ပြန်ပြီးမေကစကားတခုံပြောသွားတယ်ရွှေရွက်ထန်ဖခင်ဖြစ်သူကရေရိုရင်မျက်မှောင်ကျုပ်လိုက်သည်အင်းနေရာတစ်ခုရဲ့နာမည်နဲ့တူတယ်ဖေသိလားငါလည်းမသိဘူးဒီနာမည်ကလူပြည်ကနေရာမျိုးမဟုတ်တော့ဘူးထန်ထန်သည်လှို့မရှိရသို့ပြေးသွားပြီးထပ်မံမေးမြန်းပြန်သည်လှို့မရွှေရွက်ထန်ဆိုတာဘာလဲမေကအိမ်မက်ထဲမှာထန်ထန်ကိုပြောသွားတာလှို့အမကထန်ထန်ကိုအตาရပွေ့ချီရင်ဖြည်းဖြည်းချင်းပြောပါအောင်ဘာအိမ်မက်လဲဟုမေးရထန်ထန်ကအာတက်တရောရှင်းပြတော့သည်သမီးနဲ့မေနဲ့အရန်လာတဲ့နေရာတစ်ခုမှရှိနေတာရေကန်ရဲ့အလယ်မှာကျွန်းလေးတစ်ကျွန်းရှိတယ်အဲ့ဒီကျွန်းပေါ်မှာအရန်လာတဲ့အိမ်လေးတစ်လုံးရှိတယ်မေကအဲ့ဒီနေရာကိုရွှေရွက်ထန်လို့ခေါ်တယ်တဲ့သို့တော့ရှုမသည်ထန်ထန်ဤဖြူလျော်နေသောမျက်နှာလေးကိုကြည်ရင်စိုးရိမ်တကြီးမေးလိုက်သည်ဖခင်ဖြစ်သူကသမီးလက်ကိုစမ်းသက်ကြည့်ပြီးစိတ်မကောင်းစွာဆိုလိုက်သည်ထန်ထန်လေးသည်မေရှိရာနတ်ပြည်သို့သွားနိုင်ရန်အတွက်အားရင်ကုန်ခန်းနေသည့်ဂျားမှပင်အတက်နိုင်ဆုံးစူးစမ်းနေရှာသည်သူမသည်အသက်ရှူတန်ခက်ပြင်းဖြင့်စိတ်ကိုစူးစီးကာရွံရေလာဆန်းရေအိုင်းကဘယ်မှာလဲဆိုတာသမီးသိချင်လို့နောက်တစ်ခါလောက်ထပ်စူးစမ်းကြည့်မယ်နော်မေဒီဘက်ကိုလမ်းပြပေးပါဟုတွတ်ရေရွရင်တတိမိမျောသွားလေသည်လှို့မဘာဖြစ်တာလဲလှို့အမကလက်တုံရင်ဖြင့်နတ်မျိုးစေ့ကဝိညာဉ်ရည်တွေအားလုံးကိုစုပ်ယူသွားပြီးထန်ထန်ရဲ့အသက်ဆွမ်းအားတွေအကုန်ခန်း6ကုန်ပြီးငါတို့ခံမှန်းထားတာထက်ပိုပြင်းထန်တယ်သူကအိမ်မက်ထဲမှာသူ့ခန္ဓာကိုယ်ကလက်မခံနိုင်တဲ့သတင်းချက်လက်တွေဒါမှမဟုတ်စွမ်းအားတစ်စိတ်တစ်ခုခုကိုအတင်းအဓမ္မလက်ခံဖို့ကြိုးစားခဲ့တာဟုရှင်းပြလိုက်သည်သူ့ကိုအိပ်ပါစေဟုမနှက်ဖြန်ကြရင်နိုးလာလိမ့်မယ်ထို့နောက်ဂိုင်းချုပ်ကစုကောင်းချုပ်ဘက်သို့လှည့်ကာစုကောင်းချုပ်မင်းလဲငါနဲ့အတူစောင့်နေပေးဦးတခုခုဆိုငါ့ကိုအချိန်မရွေးခေါ်ပါဟုမှာကြားလိုက်သည်ထန်ထန်လေးနဲ့နတ်မျိုးစေ့ကြားကထူးဆန်းသောတန်ရောစင်မှာအသက်အန္တရာယ်ပေးနိုင်လောက်သည့်အထိပြင်းထန်လာတော့လဲတဦးကိုတဦးအပြန်လန်ကာကွယ်လိုသောစိတ်ဆန္ဒများကမူဂိုင်းတစ်ခုလုံးကိုအံ့ဩတုန်လှုပ်စေခဲ့လေသည်တိတ်ဆိတ်နေသောနန်းဆောင်တွင်ထန်ထန်လေးအားနည်းလာသောရောင်စကားတံများကကြားရသူတိုင်းကိုစိတ်မကောင်းဖြစ်စေသည်မေရေလာမှောင်လိုက်တာမေမသွားပါနဲ့နားတယ်ထိုအချိန်တွင်စီတူအကြီးကဲသည်ဂိုင်းချုပ်ရှိရာသို့အလောတကြီးရောက်ရှိလာသည်စီတူအကြီးကဲစောလာချီလာဂိုင်းချုပ်ကမေးလိုက်သည်ဂိုင်းချုပ်ကိုတင်ပြစရာအရေးကြီးကိစ္စရှိလို့ပါဂိုင်းချုပ်ကမျက်မှောင်ချုပ်ကဘာကိစ္စလဲဟုမေးရစီတူအကြီးကဲကအတန်ကိုနှိမ့်၍မနေ့ကနေ့လယ်ပိုင်းမှာကျွန်တော်နောက်တောင်ကုန်းကနတ်မျိုးစေ့ကိုသွားစစ်ဆေးခဲ့တဲ့အဲ့ဒီနားမှာနယ်နမိတ်နှောက်ယှက်မှုရှိနေတာကိုတွေ့ခဲ့ရတယ်ဟုတင်ပြလေသည်နယ်နမိတ်နှောက်ယှက်မှုတေချာလားတေချာပါတယ်အားနေပေမဲ့စက်တိုက်ဖြစ်နေတာဂိုင်းချုပ်လူပြည်နဲ့နတ်ပြည်ကြားကနေရန်ကကပ္ပနီယာမှာရတည်ရှိနေတာနှောက်ယှက်မှုရှိရင်တဲလွန်စာကြံခဲ့မှာပဲဒါကိုရှာရွှမ်းကိုင်းကခဏတစ်ဖြုတ်ဖုံးကွယ်ထားလို့ရပေမဲ့ဟင်းလင်းပညာကျွမ်းကျင်တဲ့သူတွေဒါမှမဟုတ်အာယုံခံစားမှုကောင်းတဲ့သူတွေတည်သွားရင်ဂိုင်းချုပ်ကစကားကိုဖျက်ပြောလိုက်သည်ဆိုလိုတာကဒါကမလိုလားအပ်တဲ့အာယုံဆိုင်မှုတွေဘေးအန္တရာယ်တွေကိုဖိတ်ခေါ်တယ်လို့ဖြစ်သွားမယ်ပေါ့မှန်ပါတယ်သွေးဆုပ်ကိုင်းကဆုတ်ခွာသွားပေမဲ့လီဝူရှယ်ဆိုတဲ့လူကကောက်ကျစ်စင်နေတဲ့သူအလွယ်တကူလက်ရှုပ်မှာမဟုတ်ဘူးသူဒါမှမဟုတ်သူ့နောက်ွယ်ကအင်အားစုတွေကဒီနယ်နိမိတ်နှောက်ယှက်မှုကိုတည်သွားရင်ထန်ထန်ဆိုတဲ့ကလေးမလေးကအားလုံးရဲ့ပြစ်မှတ်ဖြစ်လာလိမ့်မယ်ဂိုင်းချုပ်ကခဏမျှစဉ်းစားကဒီကိစ္စကိုစုကောင်းချုပ်တီလာဟုမေးရာသူကတော့အခုသူ့သမီးသတိမိနေတာကိုပဲအာယုံရောက်နေတာပါဟုစီတူကဖြေသည်ဂိုင်းချုပ်ကစီတူအကြီးကဲကိုစူးစိုက်ကြည့်ရင်စီတူအကြီးကဲမင်းကအဲ့ဒီကလေးကိုမောင်းထုတ်ဖို့ပဲတစိုက်မမတ်ပြောနေတာမဟုတ်တော့ဘူးပေါ့နောက်တနေ့မနက်တွင်ထန်ထန်လေးမှာအားနေစွာဖြင့်မျက်လုံးပွင့်လာသည့်အနားတွင်စိုးရိမ်ကြီးစောင့်နေသောဖခင်ဖြစ်သူကိုမြင်သောအခါအာယူကမေးလိုက်သည်ဖေနတ်မျိုးစေ့ကဘလို့လဲထန်ထန်သမီးနိုးလာပြီလားမေပြောတာကိုကြားလိုက်တယ်လို့ပဲဟုစုကောင်းချုပ်ကဆိုရထန်ထန်ကကြောင်တောင်လေးဖြင့်သမီးတညလုံးအိပ်ပျော်နေတာလေးထန်ထန်မမှတ်မိတော့ဘူးမေဘာပြောလဲဟင်ထို့နောက်သူမဘာသာပြန်စဉ်းစားရင်ရုတ်တရက်អော်လိုက်သည်ထန်ထန်ရေလာဆန်းရေအိုင်းလို့ကြားလိုက်တယ်လို့ပဲဟုတ်တယ်အဲ့ဒါနေရာတစ်ခုရဲ့နာမည်မဟုတ်လားဖေမေကသူ့ကိုဘယ်မှာသွားရှာရမလဲဆိုတာပြောပြနေတာ
ဖြစ်နိုင်ပါတယ်ဟုစုကိုင်းချုပ်ကခေါင်းညိတ်သည်ထန်ထန်ကစိတ်လှုပ်ရှားစွာဖြင့်ဒါဆိုထန်ထန်သိပြီးနတ်မျိုးစေ့ကြီးလာပြီးလမ်းပွင့်သွားရင်ထန်ထန်ရေလာဆန်းရေအိုင်ကိုသွားပြီးမေမေကိုရှာမယ်သူမကအိယာပေါ်မှာထရန်ပြင်းတစ်ဖြစ်ဖခင်ဖြစ်သူကဘယ်သွားမလို့လဲဟုတားလိုက်သည်နတ်မျိုးစေ့ကိုသွားကြည့်မလို့လေထန်ထန်ရေလောင်းပေးရမယ်မရဘူးသမီးရဲ့အသက်ဆွမ်းအားတွေကုန်ခန်းနေလို့လှို့ကြီးကဲက3ရက်ကြာအနားယူခိုင်းထားတယ်ဝိညာဉ်ဆွမ်းအားမတုံးရဘူးနတ်မျိုးစေ့နားကိုလည်းမကက်ရဘူးဒါပေမဲ့ထန်ထန်မေမေကိုလွမ်းလို့ဟာကိုဟုထန်ထန်ကမျက်နှာငယ်လေးဖြင့်ဆူရှာသည်ဒါပေမဲ့ထန်ထန်မေမေကိုလွမ်းလို့ဟာကိုဟုထန်ထန်ကမျက်နှာငယ်လေးဖြင့်ဆူရှာသည်မရဘူးခဏနေရင်လှို့ကြီးကဲလာပြီးစစ်ပြီးလိမ့်မယ်ထိုစဉ်ဂိုင်းချုပ်နှင့်အကြီးကဲများရောက်ရှိလာကြသည်ဟာစုကောင်းချုပ်စုကိုင်းချုပ်ကလည်းရိုးသေးသေးဖြင့်ခေါင်းချုပ်စီတူအကြီးကဲလှို့အကြီးကဲဟုနှုတ်ဆက်လိုက်သည်ထန်ထန်နိုးလာပြီလားဟုဂိုင်းချုပ်ကမေးရထန်ထန်ကနိုးပါပြီဟုခတ်တိုးတိုးလေးဖြေသည်ဂိုင်းချုပ်ကထန်ထန်ကိုအကဲခတ်ရင်းတည်ငြိမ်စွာဆိုသည်ကောင်းပြီငါဒီကိုလာတာကိစ္စနှစ်ခုရှိတယ်တစ်ခုကနတ်မျိုးစေ့ကြောင့်ဖြစ်ပေါ်နေတဲ့နယ်နိမိတ်နောက်ဆက်မှုအကြောင်းနောက်တစ်ခုကကလေးမလေးကိုလာကြည့်တာနယ်နိမိတ်နောက်ဆက်မှုဟုစုကိုင်းချုပ်ကနားမလဲသဖြင့်ပြန်မေးရခေါင်းချုပ်ကရှင်းပြလိုက်သည်မနေ့ကစီတူအကြီးကဲစစ်ဆေးကြည့်တော့နတ်မျိုးစေ့နားမှာနောက်ဆက်မှုတွေရှိနေတာတွေ့ရတယ်ဒါကမလိုလားအပ်တဲ့အာယုံဆိုင်မှုတွေကိုခေါ်ဆောင်လာလိမ့်မယ်အခုအရေးကြီးဆုံးကဒီလိုင်းတွေကိုဖုံးကွယ်ဖို့ဒါမှမဟုတ်ဖယ်ရှားဖို့ပဲမဟုတ်ရင်ဒီတောင်ကုန်းကပြစ်မှတ်ဖြစ်လာလိမ့်မယ်ဂိုင်းချုပ်ဤစကားကြောင့်နန်းဆောင်တွင်တင်းမာမှုများပြန်လည်စိတ်ဝင်လာပြီးထန်ထန်နှင့်နတ်မျိုးစေ့ကိုကာကွယ်ရန်အတွက်နီလန်းတင်များရှာဖွေရတော့မည့်အခြေအနေသို့ရောက်ရှိသွားလေသည့်အကြီးအကဲများ၏ဆွေးနွေးမှုမှာပုံမူတင်းမာလာသည်ဖုံးကွယ်ဖို့ကမလွယ်ဘူးနတ်မျိုးစေ့ကြီးထွားမှုကနှစ်ဖက်ကဘာရဲ့အပြောင်းလဲနဲ့ဆက်ဆက်နေတာနတ်မျိုးစေ့ကိုတခြားနေရာရွှေ့ရင်တော့ရနိုင်တယ်ဟုအကြံပြုချက်ထွက်ပေါ်လာစဉ်ထန်ထန်ကအိယာပေါ်မှလှမ်းអော်တော်သည်မရဘူးမရွှေ့ရဘူးဂိုင်းချုပ်ကတက်ပြင်းချရင်စုကောင်းချုပ်ဘက်သို့လှည့်ကာအခုလောလောဆယ်စီတူအကြီးကဲကိုအစီရင်တွေလုတ်ခိုင်းထားတယ်ဒါပေမဲ့ဒါကရေရှည်အတွက်မဟုတ်ဘူးစုခိုင်းချုပ်ထန်ထန်ကနတ်မျိုးစေ့ကိုပြုစုသူဖြစ်တယ်လို့ဒီပြောင်းလဲမှုရဲ့ဗဟိုချက်လည်းဖြစ်တယ်သူ့ရဲ့ဘေးကင်းမှုကမင်းတယောက်တည်းနဲ့မဆိုင်တော့ဘူးထန်ထန်ကမျက်လုံးလေးပုတ်ခတ်ဖြစ်ဖေအဖိုးကြီးနတ်မျိုးစေ့အကြောင်းပြောနေတာလားအခုဝင်မေးရဂိုင်းချုပ်ကအနားသို့တိုးသွားကအင်းကလေးဘလို့နေလဲထို့နောက်ရှို့ကြီးကဲကထန်ထန်ကိုစစ်ဆေးရန်ခေါ်သွားစဉ်ထန်ထန်ကစိုးရင်တကြီးမင်းမြန်းနေရှာသည်ရှို့မနတ်မျိုးစေ့ကအဆင်ပြေရဲ့လားအဆင်ပြေပါတယ်မင်းညကသမီးကိုပြန်ပြီးအားဖြည့်ပေးလိုက်တဲ့တွင်းနှင်းဆက်မြေကြီးတဲ့စိတ်ဝင်သွားလို့သမီးနဲ့သူ့ကြားကဆက်သွယ်မှုကအရင်ထက်ပိုခိုင်မြဲသွားပြီတကယ်လားအဲ့ဒါဆိုသတင်းကောင်းပေါ့ဟုထန်ထန်ကဝမ်းသာအားရဆိုတော့လဲရှို့ကြီးကဲ၏မျက်နှာမှာမူမตายရပေကောင်းကျိုးရောဆိုးကျိုးရောရှိတာပေါ့ဆက်သွယ်မှုကခိုင်မြဲသွားပေမဲ့နတ်မျိုးစေ့ကသူ့ရဲ့အသက်ဆွမ်းအားတစ်စိတ်တစ်ပိုင်းကိုသမီးကိုကာကွယ်ဖို့တုံးလိုက်ရလို့သူမြေကြီးတဲကနေပေါက်ထွက်ပြီးလမ်းပွင့်ဖို့အချိန်ကပိုကျသွားလိမ့်မယ်ထိုစကားကြောင့်ထန်ထန်လေးမှာခိတ္တမြငြိမ်သက်သွားသည်မိမိထန်သွားမိလမ်းပွင့်ရန်ပိုကျသွားမိဟုသောအချက်ကသူမကိုစိတ်မကောင်းဖြစ်စေတော့လဲနတ်မျိုးစေ့လေးကသူမကိုကာကွယ်ခဲ့သည်ဟုသောအတိကသူမ၏နှလုံးသားကိုနှွေးထွေးစေခဲ့လေသည်လျှို့ကြီးကဲကထန်ထန်လေးကိုနားလည်အောင်ရှင်းပြနေသည်လမ်းလျှောက်နေတဲ့လူကနောက်တစ်ယောက်ကိုဆွဲခေါ်နေရရင်သူကိုယ်တိုင်ရှိကိုသွားတာနှေးသွားတယ်လို့မျိုးပေါ့အဲ့ဒါထန်ထန်မနေ့ကဝိညာဉ်ရည်တွေအကုန်လောင်းချလိုက်လို့လားဟုထန်ထန်ကမျက်ရည်ဝဲလျက်မေးရှာသည်အင်းသမီးကအရန်လောသွားတော့ကိုယ့်အင်အားကိုကြောလုံးသုံးမိသွားတာအဲ့ဒါကြောင့်နတ်မျိုးစေ့ကသူ့ကိုယ်သူထိခိုက်ခံပြီးသမီးကိုပြန်ကာကွယ်ပေးလိုက်ရတာအခုတော့စောင့်ရမယ့်အချိန်ကပိုကျသွားပြီ၃ရက်ကြာအဓိကခမ်းမဆောင်တွင်တင်းမာမှုများပြင်းထန်နေသောခမ်းမဆောင်အတွင်းဂိုင်းချုပ်ကထန်ထန်ကိုရှေ့သို့ခေါ်လိုက်သည်ကလေးရှေ့ကိုလာခဲ့ငါသမီးကိုခေါ်တာကိစ္စနှစ်ခုရှိတယ်တစ်ခုကနောက်တောင်ကုန်းကနတ်မျိုးစေ့ရဲ့နယ်နိမိတ်လောက်ခတ်မှုကပိုပြီးပြင်းထန်လာတာပဲစုကိုင်းချုပ်ဒီဘေးဒုက္ခကဒီကလေးကြောင့်ဖြစ်လာတာတစ်ခုခုဆုံးဖြတ်ရမယ်နတ်မျိုးစေ့ကိုဖယ်ထုတ်မလားဒါမှမဟုတ်ဂိုင်းချုပ်ဤစကားမဆုံးမီထန်ထန်ကကြားဖြတ်အော်ဟစ်လိုက်သည့်နတ်မျိုးစေ့ကိုထန်ထန်စိုက်ထားတာထန်ထန်သူနဲ့ကတိပေးထားတယ်မိမိကိုအတူတူစောင့်မယ်လို့ဘယ်သူမှသူ့ကိုလာမရွှေ့ရဘူးလာရွှေ့တဲ့သူကိုထန်ထန်နဲ့အသေးလဲချရမယ်ခမ်းမဆောင်ထဲမှာကလေးတယောက်ကဒီလိုလာအော်ဟစ်နေရသလားဟုအကြီးကဲတူကဒေါသတကြီးဆိုတော့လဲအခြေအနေမှာထိုထက်ပိုဆိုးသွားသည်ဂိုင်းချုပ်အကြီးကဲတို့တွေးဆုပ်ကိုင်းကလူတွေနောက်တောင်ကုန်းဘက်ကိုဥတီနေပါပြီလီဝူရှယ်ကထန်ထန်နဲ့နတ်မျိုးစေ့ကိုအပ်ဖို့တောင်းဆိုနေပါတယ်ငါရဲ့အဖိုးတန်လေးလီဝူရှယ်ဤအေးဆက်သောရေတံကတောင်ကုန်းတစ်ခုလုံးဖုံးလွှမ်းသွားသည်သူ၏မျက်လုံးများကထန်ထန်နှင့်နတ်မျိုးစေ့ကိုကြည့်ကာလောဘစောများတက်နေသည်စုမော့ယွမ်စုကိုင်းချုပ်ကသမီးဖြစ်သူ၏ရှေ့တွင်မမမတ်မတ်ရက်လိုက်သည်